မင်္ဂလာပါပရိသတ်များခင်ဗျာကျွန်တော်ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာဇီဝင်ရေးသားတဲ့တိုင်တန်းအတွင်းမှဝိညာဉ်အဟိတံများညူရန်ဤလေယူသည်တုတ်တန်ဟောင်းစီမှလွင့်ပြန်လာသောပုစုံတန်နဲ့အနက်အသက်တို့နှင့်အတူရောရှက်နေလေသည်ကောင်းကင်ရန်၌လာမင်းသည်တိမ်တိုင်းညိုတို့ကြားတွင်ပုံကွယ်နေပြီးရံဖန်ရံခါမှသာဖြူဖြော့ဖြော့လင်းနှန်းတို့ကိုမြေပြင်ထက်သို့ပြစ်ချနေသည်ပုပ်ပါတောင်ချေဤခလန်းလန်းတွင်တည်ရှိသောပျက်စီးယိုယွင်းနေသည့်ဇေဒီဟောင်းတဆူ၏အနီးတွင်လူရိပ်တရိပ်သည်လှုပ်ရှားနေ၏ထိုသူကဥဒေဝဖြစ်သည်ခိုင်မာတောင်းနေသောကိုခန္ဓာနှင့်ဆူရှာသောအကြီးတို့ကသူ့ကိုခံကြားစေသည်သို့သောသူ၏မျက်လုံးများတွင်မူလောဘနှင့်ရက်စက်မှုတို့ကအရေးထိုးနေလေသည်ဥဒေဝသည်ရိုးရိုးသားစရာတဦးမဟုတ်လောကီပညာရထဲမှအမောင်ပဲချမ်းကိုလေးလာလိုက်စားထားသောတိုင်တန်းရှင်များကိုပင်လက်အောက်ခံဖြစ်အောင်စေခိုင်းနိုင်သည့်စွမ်းအားကိုလိုလားနေသူဖြစ်သည်ဒီညမှာငါရဲ့ဆန္ဒတွေပြေးဝရမယ်။ဦးဒေဝသည်မြေပြင်ထက်တွင်အင်းွက်ကြီးတစ်ခုကိုသွေးဖြင့်ရေးဆွဲနေသည်။ထိုသွေးတို့မှာယနေ့ညနေကပင်လဲလီတက်ဖြတ်ထားသောကြက်တဲ့တကောင်၏သွေးများဖြစ်သည်။အင်းွက်၏အလဲတွင်မူရှေးအောင်တဖိတ်ဖိတ်တောင်းနေသောရှေးဟောင်းရွှေသင်းရုပ်ထုတစ်ခုကိုတင်ထား၏ထိုရုပ်ထုကတိုင်တန်း၏တကားတော့ချက်ပင်ဖြစ်သည်။သူ၏အစီရင်ကတာမန်တိုက်လူးခြင်းမဟုတ်တိုင်တန်းကိုစောင့်ကြနေသောဝေမာနိကပိဋ္ဌာမကိုဖမ်းဆီးရန်ဖြစ်သည်ဝေမာနိကပိဋ္ဌာဟူသည်မှာကောင်းမှုနှင့်မကောင်းမှုရောရှက်နေသူဖြစ်ကြပြီးနေခါတွင်နတ်သမီးကဲ့သို့လှပကညအခါတွင်မူပိဋ္ဌာကဲ့သို့ဆင်းရဲဒုက္ခခံစားရသူများဖြစ်သည်သို့သောဤတိုင်တန်းမှစောင့်ကြသူမတ်စောဆာနာမှာမူတမှုထူးကြသည်သူမသည်တိုင်တန်း၏အရှင်သခင်မဖြစ်သလိုအလှအပတွင်လည်းပြိုင်ဆိုင်ရှားသူတူဖြစ်သည်ဥဒေဝခမရတကယ်ပဲလုံးပါလားအမောင်ထဲမှာတုံရင်သောအတန်နှင့်အတူထွက်လာသူမှာဥဒေဝ၏တပည့်ကြော်သာဖြစ်သည်ကျော်သာသည်ကြောက်နေဟန်ဖြင့်ပတ်ဝန်းကျင်ကိုဝေဝဲကြည့်နေ၏မင်းကြောက်နေရင်ဖယ်နေတန်းကျော်သာဒီတိုက်ကိုစောင့်နေတာကြာပြီမဆောဆန္ဒဆိုတဲ့အမျိုးသမီးကိုငါပိုင်ရမယ်သူမရဲ့အလှတယ်မကောင်းဘူးသူမပိုင်ဆိုင်တဲ့တိုင်တန်းတစ်ခုလုံးကငါလက်ထဲရောက်ရမယ်ဥဒေဝါကြီးအတန်ကဟိမ့်ထွက်သွားသည်သူသည်ခါကြမှနဲ့ရောင်လောကီတမြောင်ကိုထုတ်ယူပြီးလက်ဖွားကိုအသာလှီးလိုက်သည်ထို့နောက်ထွက်လာသောသွေးသည်တို့ကိုအင်းွက်ဤတောင်လေးတောင်တွင်ချလိုက်၏နန်ကရိုက်ဘုံကရိုက်တိုင်တန်းရှင်မဆောဆန္ဒအခုချက်ချင်းငါရှိကိုရောက်စေသည်သူသည်ဂါရမန်နန်တို့ကိုအတန်နှင်းဖြင့်ရုပ်ဖက်လေတော့သည်လေတို့သည်ချက်ချင်းဆိုသလိုအေးစိမ့်လာပြီးဇေဒီဟောင်း၏အုတ်ခဲများကြားမှာမြူကိုဖြူဖြူတို့ထွက်ပေါ်လာသည်ခွေးဥတံများကတရွာလုံးဟိန်းသောအောင်ကြားနေရပြီးလေယူများကအသက်ပင်တကိုင်းတို့ကိုရိုက်ခတ်နေလေသည်ခဏအကြာတွင်အင်းခွဲ၏အလင်တိုင်းမင်းမျိုးတို့၏ပုံရိပ်သည်တဖြည်းဖြည်းထင်ရှားလာသည်ဝတ်ဆင်လာသောဝတ်ဆုံကရွှေချီတို့များဖြင့်တင်းနေနေပြီးအသားရည်မှဝင်းပါနေသည်သူမ၏မျက်နှာမှာလှပလွန်းတော်လဲမျောများတဲ့မူဒေါသနှင့်ကြောက်မှုတို့ရောရှက်နေ၏သူမကတိုင်တန်းရှင်မဆောဆန္ဒပင်ဖြစ်သည်ရှင်ကျမကိုဘာလို့လာနှောက်ရှက်တာလဲမဆောဆန္ဒ၏အတန်ကငြိမ်ချောင်းတော်လဲတုံဤနေသည်သူမသည်အင်းွက်ထဲမှထွက်ရန်ကြိုးစားတော်လဲမမြင်သောသားတစ်ခုကသူမကိုတားဆီးထားတဲ့ကဲ့သို့ဖြစ်နေ၏နှောက်ရှက်တာမဟုတ်ဘူးမဆောဆန္ဒမင်းကငါ့ရဲ့ကြုံဖြစ်သိမ့်ပိုင်မှာမင်းရဲ့တိုင်တန်းတွေကရွှေငွေတွေမကဘူးမင်းရဲ့ခန္ဓာကိုယ်ပါငါပိုင်ရမယ်ဥရိဝါသည်လောဘသောဖြင့်သူမ၏အနာသို့တိုးသွားသည်မဆောဆန္ဒသည်နောက်သို့ဆုံးရန်ကြိုးစားတော်လဲအင်းခွဲ၏အာနာဆက်ကြောင့်မလုံးနိုင်တော့ပြီဥရိဝါ၏လက်များမှာသူမ၏ပခုံးပေါ်သို့ရောက်ရှိလာခြင်းတွင်မဆောဆန္ဒ၏မျက်နှာသည်တစ်ချက်ရှုံးမဲ့သွားပြီးသူမ၏ရုပ်သွင်မှာစတင်ပြောင်းလဲလာလေသည်နေဝင်ချင်းကျော်လွန်သွားပြီးဖြစ်၍သူမ၏ပိဋ္ဌာဘဝသို့ကူးပြောင်းရမည့်အချိန်ရောက်ပြီးဖြစ်သည်လှပသောသားရည်တို့မှညိုမဲလာပြီးရှေတရားသောသပင်တို့မှဖျို့ဖျဲဖြစ်လာသည်သို့သောဥရိဝါကမူဂယုမဆသူသည်သူမ၏ပြောင်းလဲမှုကိုကြည့်ရင်တဟဟရေမောနေလေရောသည်မလုပါနဲ့ဦးဒေဝါကျမကိုလှုပ်ပေးပါမသောသနာ၏အတန်မှာအရှာရှာဖြစ်ပြီးသူမ၏လက်သေးမြတ်မှာရှေထွက်လာသည်သို့တော်ဦးဒေဝါ၏ဂါရမန်အောက်တွင်သူမသည်အစွမ်းမပြနိုင်သောငှက်တကောင်ကဲ့သို့ဖြစ်နေ၏ဦးဒေဝါသည်သူမ၏လက်ဘဲတွင်ရှိသောတိုက်ဆောင်ပတိကိုအထင်အဓမ္မဆွဲဖြုတ်လိုက်သည်ထိုပတိသည်တိုင်တန်းနှင့်ပြေမာလောကကိုဆက်သွယ်ထားသောအရာဖြစ်သည်ကျော်သောအစီရင်ဝင်းကိုတေချာဆောင်ကြည့်ထားဘသူကိုမှအနာမကတ်စေနဲ့ဦးဒေဝါသည်မသောဆန္ဒကိုအင်းွက်ထဲမှဆွဲထုတ်လိုက်ပြီးဇေဒီဟောင်း၏အတွင်းပဲဂူကောင်းထဲသို့ခေါ်ဆောင်သွားသည်မသောဆန္ဒသည်ရုံးကန်တော်လဲဥဒေဝါ၏လက်ထဲတွင်ရှိသောအနက်ရောင်ဓမြောင်၏သူမ၏ဝိညာဉ်ခန္ဓာကိုနာကျင်စေသည်တိုက်ထရာများအသုံးပြုသောထိုထားသည်ဝေမာနိကပိဋ္ဌာများအတွက်အလွန်ကြောက်စရာကောင်းသောလက်နက်ဖြစ်သည်ဇေဒီဟောင်း၏အတွင်းပိုင်းတွင်လင်းတို့အုံများပြန်တန်းနေပြီးဖုံဖုံများနှင့်ပင်ကိုအိမ်များပြည့်နေနေသည်ဥဒေဝါသည်မသောဆန္ဒကိုမြေပြင်ထက်သို့တွန်းလဲလိုက်သည်မင်းတို့လိုတိုက်ဆောင်တွေကလူတို့လှည့်သားပြီးရွှေငွေတွေကိုဖုံးဝယ်ထားကြတာအခုတော့မင်းအလှဲပဲငါရဲ့ကာမဂုဏ်အတွက်ရော
ငါရဲ့ချမ်းသာကြွယ်ဝမှုအတွက်ရောမင်းကအသုံးတော်ခံဖြစ်ရမယ်ဦးရေဝါဤမျက်လုံးများတွင်ရာဂစိတ်တို့ဟုံဟုံတောင်းနေသည်မသောတနာသည်သူမ၏ပိဋ္ဌာဘဝတွင်ခံစားရသောဆာလောမွန်သိမှုထဲယခုဦးရေဝါ၏အကြည့်များကိုပုံမကြောက်ရွံ့မိသည်သူမသည်တိုင်တန်းကိုစောင့်ကြလာခဲ့သည်မှာနှစ်ပေါင်းရာနဲ့ချီနေပြီဖြစ်တော်လေဤကဲ့သို့ရုံမှသောတိုက်ဆရာမျိုးနှင့်မကြုံဘူးခဲ့ပြီရှင်ကြီးလေးတဲ့ကံကိုထိုက်လိုက်မယ်တိုင်တန်းရဲ့အရှင်တွေကအရှင်ကိုခွန်းလို့မှမဟုတ်ဘူးတိုင်တန်းအရှင်တွေဟုတ်လားအေးသူတို့လည်းငါရဲ့ကာရာအောက်မှာဒူးထောက်ရမှာပဲမင်းကငါဖမ်းလိုက်တာနဲ့ဒီတိုက်ကအရှင်မဲ့သွားပြီအခုကစားပြီးငါဟာဒီတိုက်ရဲ့ဘယင်ပဲဦးရေဝါသည်သူမ၏ကိုယ်ပေါ်သို့အုံမိုးလိုက်သည်မသောသနာ၏ဝိညာဉ်ခန္ဓာသည်တုံဤနေပြီးသူမ၏ပါးပြင်ထက်တွင်မျက်ရည်များစေးကြလာသည်တိုက်ဆောက်လို့ဖြစ်တော်လဲယခုအချိန်တွင်သူမသည်အကာအကွယ်မဲ့နေသောမိမပြိုတူသာဖြစ်သည်ဦးရေဝါသည်သူမ၏ဝတ်စားများကိုကျန်းတသာဆွဲဖြဲလိုက်ပြီးသူ၏ရုံမှသောအကြံစီကိုစတင်အကောင်းထဲဖော်လေတော့သည်စေရီဟောင်းတွင်မှမသောသနာ၏ဆူရှာသောအဟိတန်သည်ညင်းနေပိုင်းတိတ်ဆိတ်မှုကိုဖြိုခွင်းသွားသည်သို့သောအထိုအတန်ကိုမြည်သူများမကြားနိုင်အပြင်ဘက်တွင်ကြောသွားသည်ကြောက်လန့်တကြားဖြင့်ပရိစိတ်နေတော်လဲစေရီအတွင်းမှထွက်ပေါ်လာသောအတန်များကြောင့်သူ၏ကိုယ်ခန္ဓာမှာတုံတုံရီဖြစ်နေ၏ဆရာကတော့တကယ်ကိုရက်ဆက်တာပဲကြောသွားသည်တယောက်တည်းရေရွတ်လိုက်သည်သူသည်ဥရေဝါ၏လက်အောက်တွင်ကြာပြီးဖြစ်တော်လဲယခုကဲ့သို့မိမပြိုတူဝင်းကျင်ပင်ဖြစ်စေုံတော့မရင်းကျင်စောကားသည့်အထီးရုံမှလိမ့်မည်ဟုမထင်ထားခဲ့ပြီစေရီအတွင်းတွင်မူဥရေဝါသည်သူ၏ဆန္ဒများပြေဝပြီးနောက်မသောဆန္ဒကိုအင်းကွက်ဖြင့်ပြန်နေချီနှောင်ထားလိုက်သည်မသောဆန္ဒမှမူမြေပြင်ထက်တွင်ဖျို့ဖျဲဖြင့်လဲလျောင်းနေပြီးသူမ၏မျက်ဝန်းများတွင်နာကျင်မှုနှင့်လက်သားချီလိုစိတ်တို့ကကိန်းအောင်သွားပြီလေမင်းကငါမတက်သေးဘူးမသောဆန္ဒမင်းစီကနေတိုင်တန်းရဲ့လှုပ်ဝက်ချက်တွေကိုငါမရမချင်းမင်းဟာငါရဲ့ကာမအကြုံဖြစ်ရှိနေဦးမှာဥရေဝါသည်သူ၏ဓမြောက်ကိုပြန်သိမ်းပြောလိုက်သည်သူသည်မသောသနာ၏ဝိညာဉ်ကိုအစောမပြနိုင်အောင်အင်းဖြင့်ပိတ်ထားခဲ့ပြီးဇေဒီအပြင်ဘက်သို့ထွက်လာခဲ့သည်ကောင်းကင်ယံမှလာမင်းသည်တိမ်တံများနောက်သို့လုံးဝကွယ်ပြောက်သွားပြီးပေါင်းဝန်းကျင်တစ်ခုလုံးမှလည်းအမောင်လူကြီးကလွှမ်းမိုးသွားလေတော့သည်ဤဒီကကြောင်းမဖွဲ့ကောင်းသောဇလန်တပုတ်၏အစာပြိုးခြင်းဖြစ်သည်ဥရေဝါ၏လောဘနှင့်ယုံမှမှုတို့ကမြည်ကဲ့သို့သောအကျိုးဆက်များကိုတည်ဆောင်လာမည်နီမသောသနာသည်ရောသူမ၏နာကျင်မှုကိုမြည်သို့တုတ်ပြန်မည်နီဇေဒီပြကြီးအတွင်းမှလေရုသည်ပုံမလေးလံလာပြီးအသက်ရှူရသည်မှာပင်မွန်းကျက်ဖွယ်ရာကောင်းလုံးလာသည်ဥရေဝါသည်သူ၏ယုံမှသောအမှုကိစ္စကိုပြီးမြောက်သေးပြီးနောက်အဝယ်စားများကိုပြန်လဲပြင်ဆင်ဝတ်ဆင်လိုက်သည်သူ၏မျက်နှာတွင်မူအောင်လိုက်သူတို့၏အပြုံးမျိုးကအရိတ်ထိုးနေတော်လဲမျက်လုံးမှမူလောဘသောကြောင့်နီမြန်းနေသည်ဖြစ်သည်မြေပြင်ထက်တွင်ဖျို့ဖျဲလဲလျောင်းနေသောမဆောဆန္ဒမှမူလူသားတို့ကဲ့သို့ငိုကြွေးနေရှာသည်သူမ၏ဝိမာနိကပိဋ္ဌာခန္ဓာကိုယ်မှလည်းညင်းတဲ့ပိုင်း၏အာနာဇက်ကြောင့်အရေးပြားများတွန်းလိုက်ကကြောင်းဘက်ဘက်ကောင်းသောရုပ်တွင်ကိုပြောင်းလဲနေတော်လဲဥရေဝါအတွက်မူသူမသည်တန်ဖိုးရှိသောယတနာတစ်ခုသာဖြစ်သည်မသောသနာမင်းငိုမနေနဲ့ငါ့ကိုသာညှက်ခံတယ်မင်းရဲ့တိုင်တန်းထဲမှာရှိတဲ့ဒေါ်ရာကိုပါစီချထားတဲ့ရှူကလတ်ဘယ်နေရာမှာထားတာလဲအဲ့ဒါကိုရရင်ငါမင်းကိုဒီအချုံတော်ကနေလှုပ်ပေးမယ်လို့ကြည်ပေးတယ်ဥရေဝါကမသောသနာ၏သပင်များကိုကျန်းတန်းသာဆွဲထူလိုက်ရင်မေးမြန်းလိုက်သည်မသောသနာသည်နာကျင်မှုကြောင့်မျက်မှောင်ကျုံသွားပြီးသူမ၏အချက်ချအတန်ဖြင့်ပြန်လည်းပြောကြလိုက်၏ရှင်ဟာလူသားမဟုတ်ဘူးလူအရေးခြုံထားတဲ့ငရဲသားပဲကျမကိုစော်ကားအောင်လည်းမကောက်ဘူးဘိုးဘွားအစဉ်အဆက်စောင့်ရှောက်လာတဲ့တိုင်တန်းကိုပါဖြည့်ဆည်းချင်နေတာလားရှင့်ကိုကျမဘာမှမပြောဘူးရှင့်ရဲ့လောဘကရှင့်ကိုပြန်တတ်လိမ့်မယ်ဥရေဝါသည်ဒေါသတကြီးဖြင့်မသောသနာ၏ပါးကိုရိုက်ချလိုက်သည်ရိုက်ချက်မှာပင်ပြင်းထန်လွန်းသဖြင့်သူမ၏နှခမ်းတော်မှာသွေးထိန်များထိကြလာသည်ထိုသွေးတို့မှာလူသားတို့၏သွေးကဲ့သို့ညီမြန်းခြင်းမရှိဘဲခက်ပြပြအမဲရောင်တန်းနေ၏ငါ့ကိုရာသဝင်မယွတ်နဲ့ငါတိုက်စရာဒေဝါပဲငါရှိမှဘယ်ဝိညာဉ်မှမန်တဲလို့မရဘူးမင်းမပြောရင်မင်းရဲ့ဝိညာဉ်ကိုဒီစီဒီအောက်မှာအနှစ်တစ်ထောင်ပိတ်လောင်ထားမယ်နေတိုင်းငါရဲ့အစီရင်တွေနဲ့မင်းကိုနှိမ့်ဆက်မယ်ဘလို့လဲမင်းခံနိုင်ရရှိမလားဦးရေဝါသည်သူ၏ခါးကြားမှအ내ရောင်လောကီတမြောင်ကိုထုတ်လိုက်ပြီးမသောသနာ၏ရင်ဘတ်သို့တင်လိုက်သည်တအုပ်မှထွက်လာသောအေးစိန်သောဆွမ်းအားကြောင့်မသောသနာ၏ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီသွားသည်ထိုထားသည်နတ်ဆိုးနေတာဖြစ်ပြီးဝိညာဉ်လောကသားများအတွက်အလုံးမဲနာကျင်စေသောလက်နက်ဖြစ်သည်မလုပ်ပါနဲ့ကျမကိုမနှိမ့်ဆက်ပါနဲ့တော့ဒါဆိုပြောတယ်အဲ့ဒီရှုကလေးဘာမှလဲမသောသနာသည်အချိန်တော်ကြာတိတ်ဆိတ်နေပြီးနောက်မှန်းညွနေသောအတန်ဖြင့်ပြောလိုက်သည်ရှုကလေးကဒီစီရီရဲ့အောက်ခြေမြောက်ဘက်ရက်ကငကပတ်တွင်းထဲမှာရှိတယ်ဒါပေမဲ့အဲ့ဒီကိုသွားဖို့ဆိုရင်တိုက်ချုပ်ရဲ့ခွင့်ပြုချက်လိုတယ်အရှင်သွားရင်အသက်ဘေးကလွတ်မှာမဟုတ်ဘူးဦးရေဝါကသည်တဟဟရင်မောလိုက်သည်သူသည်ကြောက်ဝင်ခြင်းအလင်းမရှိပဲသူ၏တပည့်ကျော်တော်ကိုအော်ခေါ်လိုက်၏ကျော်တော်အထက်ကိုဝင်ခဲ့တဲ့ပစ္စည်းတွေအကုန်ယူလာခဲ့
ငါတို့တိုင်းတိုင်းကိုဝင်ရတော့မယ်ကျော်သာသည်ကြောက်တုံလုံးဖြင့်ဒေဒီအတွင်းသို့ဝင်လာသည်သူသည်မြေပြင်တွင်သွေးတန်ရဲရဲဖြင့်လဲနေသောမသောသနာကိုမြင်ရသောအခါမျက်လုံးများပြူးကျဲသွားပြီးမျက်နှာလွှဲမိလိုက်သည်ဆရာကျွန်တော်တို့တကယ်ပဲလုံပါလားဒီမျိုးသမီးကတိုက်ဆောင်လေကျွန်တော်တို့ကအန်ဒီရဖြစ်ကုန်ပါဦးမယ်မင်းကတော့ကြောက်လက်တာနဲ့တင်အချိန်ကုန်နေတာပဲငါတော့မှပါလာတဲ့အစီရင်တွေကဘာအတွက်လဲအခုချက်ချင်းမြောက်ဘက်အရာကအုတ်ခဲတွေကိုဖဲတန်းကျော်သာသည်ဥရေဝအိခိုင်းနေမှုကြောင့်ကြောက်ကြောင်လန်းလန်းဖြင့်ပင်အလုံးစားလုပ်လိုက်ရသည်သူသည်မြောက်ဘက်အနံရန်အနီးရှိပျက်စီးနေသောအုတ်ခဲများကိုဖယ်ရှားလိုက်သောအခါမြေအောက်သို့ဆင်းသွားသည့်လေကားတွေများကိုတွေ့လိုက်ရသည်ထိုလေကားတွေများထဲမှအိတ်စိန်သောလေနှင့်အတူပုတ်စော်နှံအနှံများလွင့်မြန်လာသည်မသောသနာသည်ထိုလေကားကိုမြင်သောအခါပုံမူငိုကြွေးလေတော့သည်သူမသည်တိနေသည်ထိုလေကားလမ်းသည်တိုင်နှန်းသို့သွားရလမ်းမဟုတ်ပဲဝိညာဉ်များကိုချီနှောင်ထားသည့်မရဲကန်းသို့သွားရလမ်းဖြစ်နေသည်ကိုသူမတိနေတော့လဲဥရေဝါကိုမပြောပြဘဲနှုတ်ထိတ်နေခဲ့သည်ဥရေဝါသည်မသောသနာကိုသပင်မှဆွဲကာလေကားအတိုင်းဆင်းသွားသည်ကျော်သာသည်လည်းမိဟိန်တစ်လုံးကိုကန်ကန်နောက်မှကတ်လိုက်လာ၏လက်ကလေးများသည်အောက်သို့ဆင်းနေလေပိုးရကျင်းမြောင်းလေလေဖြစ်လာသည်နာများတွင်ရင်ကြီးများဖုံးလွှမ်းနေပြီးထူးဆန်းသောအင်္ဂွယ်များရုပ်ပုံများကိုရေးဆွဲထားသည်ကိုတွေ့ရသည်ဥရေဝါသည်လေကားအဆုံးရှိတနကားတစ်ခု၏ရှေ့တွင်ရပ်လိုက်သည်တနကားကြီးမှာတန်ကြီးများတက်နေတော့လဲအလုံးမဲခံကန်းပုံရသည်တကားပေါ်တွင်ခေါင်းသုံးလုံးပါသောနဂါးရုပ်ကြီးကိုထွန်းထူထား၏ဒါတိုင်နှန်းတကားပဲမသောသနာမင်းရဲ့သွေးနဲ့ဒီတကားကိုဖွင့်တယ်ဥရေဝါသည်မသောသနာ၏လက်ကိုဆွဲကာဓားပြင်လှိလိုက်ပြန်သည်သူမ၏သွေးသိမ်းများကိုတကားပေါ်ရှိနဂါးမျက်လုံးများပေါ်တွင်တို့လိုက်သောအခါတကားကြီးသည်တကြီးကြီးအတန်ပေးကပွင့်ဟသွားပါလေတော့သည်တကားပွင့်သွားသည်နှင့်တပြိုင်နက်အတွင်းဘက်မှရွှေရောင်ဝဲပါနေသောအလေးတန်းများထွက်ပေါ်လာသည်ကျော်သာသည်ထိုလေးတန်းများကိုမြင်သောအခါမသာဟောင်းသားဖြစ်သွားသည်ဟမ်ရွှေတွေများကြီးပဲဆရာအတွင်းဘက်တွင်ရှေးအောင်ရွှေတင်ရုပ်ထုများဝေဒင်ကားများကြောက်တံပရံများစုပုံနေသည်ကိုတွေ့ရသည်ထိုပစ္စည်းများသည်နှစ်ပေါင်းများစွာမြေအောက်တွင်ရှိနေခဲ့တော်လဲအသည့်အတိုင်းတောက်ပနေစေဖြစ်သည်သို့သောဥရေဝါမှမူထိုရှင်များကိုယူမဆိုင်ပဲသူ၏မျက်လုံးများကအခန်းလေးရှိစကြင်ကြောက်ပလင်ပေါ်တွင်တင်ထားသောရွှေကပတ်ကိုသာစူးစိုက်ကြည့်နေသည်ထိုရွှေကလပ်ပေါ်တွင်နဝရ9ပါးစီကျထားပြီးအလဲတွင်မူကြက်ဥခန့်ရှိသောလင်းလန်းနေသည့်တိုက်ချုပ်ထိန်ရှိနေသည်ဒါပဲငါတို့ချင်းတဲ့ရာဒါပဲဥရေဝါသည်လောဘသောဖြင့်ပလင်စီသို့ပြေးသွားသည်ထိုအချိန်တွင်မသောသနာ၏မျက်နှာတွင်မူထူးဆန်းသောအပြုံးတစ်ခုပေါ်လာသည်ဥရေဝရှင်အပစ္စည်းကိုကင်လိုက်တာနဲ့ရှင်အသက်ကိုရှင်ဆုံးလွတ်လိုက်တာပဲဥရေဝါသည်သူမ၏စကားကိုဂရုမစိုက်ပဲရှုကလတ်ကိုလှမ်းယူလိုက်သည်ထိုခဏတိုင်းပင်တိုင်တဲ့တစ်ခုလုံးဒုက္ခသွားပြီးအမိုးပေါ်မှဖုံဖုံများနှင့်အုတ်ခဲများကျွေကြလာသည်မဝင်းကျင်မှရွှေအောင်လေးတန်းများသည်ချက်ချင်းဆူသလိုပျောက်ကွယ်သွားပြီးအနှဲရောင်မြူခိုးများကအစားထိုးဝင်ရောက်လာသည်ဘာဖြစ်တာလဲကျော်သာသည်ကြောက်လန့်တကြအော်ဟစ်လိုက်သည်အမောင်ထဲမှထူးဆန်းသောအသံများထွက်ပေါ်လာသည်ရှာကြီးတငယ်ငယ်ငိုတံများတွားကျိတ်တံများနှင့်အတူဝေမာနိကပိတ်တာအုပ်စုကြီးတစ်ခုသည်နိုင်ရန်များကြားမှထွက်ပေါ်လာသည်သူတို့အလုံးမှာခန္ဓာကိုယ်များမှာအယုပြူးနေပြီးမျက်လုံးများတွင်မီးတောင်များတောက်လောင်နေသည်မင်းငါ့ကိုလိန်နေမစောဆန္ဒဥရေဝါသည်မသောသနာကိုလှမ်းကြည့်လိုက်တော့လေသူမသည်ယခုအခါလေထဲတွင်လွတ်မြန်နေပြီဖြစ်သည်သူမ၏ခန္ဓာကိုယ်မှာအလင်းရောင်များထွက်ပေါ်လာပြီးရခင်ကားတဲ့ပုံမူအစွမ်းထက်သောပုံစံမျိုးဖြစ်လာ၏ကျမရှင့်ကိုမလိန်ပါဘူးဒါတိုင်တဲ့လှုပ်ဝက်ချက်ပဲမစင်ကြဲတဲ့လူတစ်ယောက်ကဒီရွှေကလပ်ကိုကင်လိုက်ရင်တိုက်ထောင်းတွေအားလုံးကနိုးထလာကြမှာပဲအခုရှင်တို့နှစ်ယောက်လုံးဒီနေရာမှာပဲအသေးခံရတော့မယ်ဝင်းကျင်များကဥရေဝါနှင့်ကျော်သာကိုဝိုင်းရထားလိုက်ကြသည်ကျော်သာသည်ကြောက်လန့်လွန်သဖြင့်မြေပြင်ပေါ်တွင်ဒူးထောက်ကတောင်းပန်နေတော်လဲဝင်းကျင်များကမူကိုယူမဆိုင်သူတို့သည်ကျော်သာ၏ခန္ဓာကိုယ်ကိုဝိုင်းဝန်းကိုက်ခဲကြလေတော့သည်ဆရာကဲပါအောင်ဆရာကျော်သာ၏အော်ဟစ်တန်ကတိုင်တဲ့အတွင်းဟိမ့်ထွက်သွားသည်ဥရေဝါသည်သူ၏လောကီပညာဖြင့်ခုခံရန်ကြိုးစားတော်လဲဝင်းကျင်ရည်တွေများပြားလွန်သဖြင့်သူ၏ဂါရမရန်များမှာအလုံးမလုံးတော့ပေသူသည်လက်ထဲမှရွှေကလပ်ကိုပြစ်ချလိုက်ပြီးလက်ကလေးများစီသို့ပြေးသွားရန်ကြိုးစားသည်သို့သောမသောဌာနကလမ်းကိုပိတ်ထားသည်သူမ၏မျက်လုံးများမှာယခုအခါသွေးရောင်လွှမ်းနေပြီးအေးစိန်သောအတန်ဖြင့်ပြောလိုက်၏ဥရေဝရှင်ကျမကိုဘာလုပ်ခဲ့လဲဆိုတာမှတ်မိသေးရဲ့ကျမရဲ့တိတ်ခါကိုရှင်ဖျက်ဆီးခဲ့တယ်ကျမရဲ့ဝိညာဉ်ကိုရှင်နှိပ်စက်ခဲ့တယ်အခုတော့ရှင်အလှဲ့ပဲမသောဌာနသည်သူမ၏လက်သက်ရှည်ကြီးများဖြင့်ဥရေဝါ၏ရင်ဘတ်ကိုလှမ်းကုပ်လိုက်သည်ဥရေဝါသည်နာကျင်မှုကြောင့်အော်ဟစ်ခါနောက်သို့လဲကျသွားသည်သူ၏ရင်ဘတ်မှအသွေးများပန်းထွက်လာပြီးထိုသွေးနှင့်ကြောင့်အခြားဝန်းကျင်များကလည်းပုံမတောင်းကြလာကြသည်ဥရေဝါသည်သူ၏ဘဝတွင်ယခုကဲ့သို့ကြောက်မှုကိုတခါမျှမခံစားရခဲ့ဘူးပေသူသည်တင်မင်းရင်ဆိုင်နေရပြီဖြစ်ကြောင်းသိလိုက်သည်သို့သောသူသည်အရှုံးမပေးလို့သည်သူ၏ခါးကြားမှအခြားအစီရင်တစ်ခုကိုထုတ်ယူလိုက်ပြီးအမောင်ထဲသို့ပြစ်ပေါက်လိုက်သည်မီးတောက်စီရင်ပွင့်သည်ထိုအစီရင်မှာမီးတောက်ကြီးများထွက်ပေါ်လာပြီးဝန်းကျင်များကိုခဏတားဆီးထားလိုက်သည်ဥရေဝါသည်ထိုအခွင့်အရေးကိုအသုံးချကာ
နာကျင်နေသောခန္ဓာကိုယ်ကိုဆွဲ၍လေကားအတိုင်းပြန်တက်ပြေးသည်ကြောသွားမင်းကမကယ်နိုင်တော့ဘူးမင်းကန်ရှိသလိုသာနေတော့ဦးရေဝါသည်သူ၏တပည့်ကိုစွန့်ပစ်ခါအဘော်တို့အတင်းတက်သွားသည်သူသည်အပြင်ဘက်သို့ရောက်သောအခါမိုးသိထန်သာရွာသောနေပြီဖြစ်သည်သူသည်နောက်သို့လှည့်မကြည့်ပဲတောအုပ်အတွင်းသို့အထင်းပြေးဝင်သွားလေတော့သည်စေရီတွင်မူကြော်သွား၏အော်ဟစ်တန်သည်တဖြည်းဖြည်းတိတ်ဆိတ်သွားသည်မသောဌာနသည်ဦးရေဝါထွက်ပြေးသွားသောလမ်းကိုကြည့်ရင်နာကြီးစွာဖြင့်ရေရွတ်လိုက်သည်ရှင်ဘလောက်ပဲဝေးဝေးပြပြငါရဲ့ချိန်သားကရှင်းတော့ကိုလိုက်နေဦးမှာပဲဦးလေးဝရှင်းကိုငါကိုယ်တိုင်ငရဲကိုခေါ်သွားမယ်မိုးရိုးတမ်းများကကောင်းကင်ရံတွင်ဟိမ့်ထွက်သွားပြီးမစောဆန္ဒ၏ပုံရိပ်သည်အမောင်လူတဲ့အတွင်းသို့ပျောက်ကွယ်သွားလေတော့သည်တိုင်တိုင်းတကားကြီးသည်လည်းတကြီးကြီးအတန်ဖြင့်ပြန်လဲပိတ်သွားခဲ့သည်ကျော်စွာ၏အလောင်းမှမူထိုမြေအောက်ခန်းအတွင်းတွင်ဝိညာဉ်များ၏စားတောက်ဖွယ်ရာအဖြစ်ကြံရစ်ခဲ့လေပြီဦးလေးဝါသည်တော်လန်းတိုင်းပြေးလွှားရင်သူ၏ရင်ဘတ်မှဒဏ်ရာကိုလက်ဖြင့်ဖိထားသည်သို့သောထူးဆန်းသည်မှာထိုဒဏ်ရာမှအသွေးများကရက်ထမတော်ပဲပုံမထွက်လာခြင်းဖြစ်သည်ထို့ပြင်သူ၏ခန္ဓာကိုယ်အတွင်းတွင်လည်းထူးဆန်းသောအေးစိမ်မှုတစ်ခုစိမ့်ဝင်နေသည်ထိုအရာကမစောဆန္ဒ၏ကျိန်စာဝိညာဉ်ပင်ဖြစ်ကြောင်းသူမသိခဲ့ပေတောနယ်တွင်သို့ထိုးဝင်နေသောဦးလေးဝါ၏ခြေလမ်းများသည်ရဟင်ကကဲ့သို့မတော်လက်တော့ပဲရိုင်ထိုးနေသည်မော်ဒီတန်သာရွာသွန်းနေမှုကြောင့်မြေပြင်မှာရှုံးပွဲများဖြင့်ပြည့်နေပြီသူ၏ခြေတော်များသည်ဘွယ်ထဲသို့တနေတဘိုးနှိမ့်ဝင်နေ၏သူ၏ရင်ဘတ်မှာဒဏ်ရာများမှမူမွေးနေသည့်တွေတိုင်းစားနှင့်ပတ်သက်ကဲ့သို့ဆူးရှားစွာနာကျင်နေသည်သို့သောထိုနာကျင်မှုထဲပို၍ကြောက်စရာကောင်းသည်မှာသူ၏နောက်ကျောဘက်စီမှာကပ်ပါလာသောအေးစိမ့်သည့်ခံစားချက်ပင်ဖြစ်သည်သူသည်ရက်တံကနောက်သို့လှည့်ကြည့်လိုက်သည်မွေးစများကြားတွင်မြည်သည့်လူရဲများမရှိတော့လဲတထုံတူဦးကသူ့ကိုစူးစိုက်ကြည့်နေသည်ဟုသောခံစားချက်ကိုမူခါထုတ်ရမရနိုင်လေတဲ့တွင်လက်မြတ်နေသောအနံများမိုးရင်နှံမဟုတ်ပဲမသောဆန္ဒ၏ကိုပေါ်မှရရှိခဲ့သည့်ထူးဆန်းသောပယနတ်ဦးနှင့်သွေးနှံများရောရှက်နေသောအနက်အသက်မျိုးဖြစ်နေသည်မင်းငါတော့ကိုလိုက်မလာနိုင်ပါဘူးငါအင်းနဲ့ပိတ်ထားခဲ့တာပဲဦးလေးဝါသည်အံသွားကိုကြိတ်ခါရေရွတ်လိုက်သည်သို့တော်လည်းသူ၏အတန်မှာတုံရီနေသည်သူသည်သူ၏အတတ်ပညာကိုယုံကြည်တော်လဲယခုအခါတွင်ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကသူ၏ယုံကြည်မှုကိုလှုပ်ခါစေခဲ့ပြီးတိုက်ဆောင်တို့ကိုဤများအထိစော်ကားခဲ့ခြင်း၏အကျိုးဆက်သည်ဤများနှင့်ပြီးဆုံးသွားလိမ့်မည်မဟုတ်ကြောင်းသူ၏အတွင်းစိတ်ကသတိပေးနေသည်မိုးကြိုတစ်ချက်အုံးငနဲ့ပစ်ချလိုက်သည့်ခဏအတွင်းတပည့်တပည့်၏နောက်၌ဖြူဖြောဖြောမိမ့်မပြိုတို့၏ပုံရိပ်ကိုသူမြင်လိုက်ရသည်သူမသည်ရွှဲရွှဲဆူနေသောသပင်များကိုဖားလျားချထားပြီးဝက်သက်ထားသောဝက်သားမှာအသွေးများဖြင့်ဆူရွှဲနေ၏သူမ၏မျက်ဝန်းအိမ်များမှာဟောက်ပဲ့ဖြစ်နေပြီးထိုနေရာမှာအသွေးမျက်ရည်များစီးကြနေသည်ဦးလေးဝငါစီရရှင်ယူသွားတဲ့အရာကိုပြန်ပေးရမယ်ထိုအတန်သည်နားထဲသို့တိုးဝင်လာခြင်းမဟုတ်ပဲဦးနောက်အတွင်း၌တိုက်ရိုက်မြည်ရှိသွားခြင်းဖြစ်သည်ဦးလေးဝသည်လက်ဖြတ်ကရှေ့သို့ဆက်ပြေးသည်သူပြေးရင်လွှားရင်းနဲ့တောသက်ရှိလူသူကင်းမဲ့သောဇယဟောင်းတစ်ခုကိုတွေ့လိုက်ရသည်ထိုဇယမှာဟောင်းနှံ့နေပြီးအမိုးအချို့မှာပိုးထက်နေတော်လဲယခုအချိန်တွင်သူ့အတွက်အကောင်းဆုံးခိုလုံရာဖြစ်သည်ဇယပေါ်သို့ရောက်ရှိသည်နှင့်ဦးလေးဝသည်မြေပြင်ပေါ်သို့ပုံလျက်သားလဲကျသွားသည်သူ၏ရင်ဘတ်မှဒဏ်ရာကိုကြည့်လိုက်သောအခါသူအံ့ဩတင်သွားရသည်ဒဏ်ရာသည်တာမန်လက်သေးကိုရမဟုတ်တော့ပဲအသားထဲသို့ပိုးလောင်လန်းများထိုးပေါက်ဝင်ရောက်နေတဲ့ကဲ့သို့အနက်ရောင်အစိမ်းကြောင်းများပေါ်နေသည်ဒါဝိညာဉ်အစိပ်ပဲသူသည်ခါးကြမှအိမ်ငယ်တစ်ခုကိုထုတ်လိုက်သည်ထွေထဲတွင်အစွမ်းထက်သောဆေးမြစ်များနှင့်အစီရင်လှုပ်ထားသောတဲများရှိသည်သူသည်ဆေးမြစ်အချို့ကိုပါးစပ်ဖြင့်ဝါကဒဏ်ရာပေါ်သို့အမြန်ကပ်လိုက်သည်နာကျင်မှုကြောင့်သူ၏ခန္ဓာကိုယ်မှာလူးလိမ့်နေပြီးပထမလည်းအဟိတံများထွက်ပေါ်လာသည်ထိုအချိန်တွင်ဇယအပြင်ဘက်မှခွေးဥတံများစတင်ပေါ်ထွက်လာသည်ထိုခွေးဥတံများသည်တာမန်ခွေးများအဟိတံနှင့်မတူပဲကြောက်လန့်နေကြပြေးလွှားနေသည့်အတံများဖြစ်သည်အမောင်ထဲမှပုံရိပ်များစွာသည်ဇယသို့ဝိုင်းရန်လာကြသည်သူတို့ကမသောတနာ၏လက်အောက်ခံဝေမာနိကပိဋ္ဌာများဖြစ်ကြသည်သူတို့၏ရုပ်သွင်းများမှာအမျိုးမျိုးဖြစ်တော်လဲအလုံး၏မျက်လုံးများတွင်မူဦးရေဝါကိုတပ်ဖြတ်လိုသောဆန္ဒများပြည့်နေ၏ဦးရေဝါသည်သူ၏ဘေးပတ်လက်တွင်တဲများဖြင့်အကာအကွယ်အင်းများကိုအမြန်ဆွဲလိုက်သည်ဘသူမှငါနာကိုမကန့်နဲ့ကန့်တဲ့ကောင်အကုန်ပြဖြစ်သွားစေရမယ်သူသည်လက်ထဲမှပရိကိုကြစ်ကြစ်ပအောင်ဆုပ်ကင်ထားတော်လဲသူ၏စိတ်ထဲတွင်မူကြော်သွား၏အော်ဟစ်တံများကိုပြန်လဲကြားအောင်နေမိသည်သူ၏တပည့်ကိုဆုံးဖြတ်ခဲ့ခြင်းအတွက်နောင်တရခြင်းမဟုတ်ပဲကြော်သား၏ဝိညာဉ်သည်လည်းထိုပိဋ္ဌာအုပ်စုထဲတွင်ပါဝင်နေမည်ကိုသူစိုးရိမ်နေခြင်းဖြစ်သည်ညနေပိုင်းအေးတံကဇယအတွင်းသို့စိတ်ဝင်လာသည်ဦးထေဝါသည်ပင်မနန်းလျားမှုကြောင့်ခဏတာမေ့ကနေဖြစ်သွားသည်သို့သောထိုမေးဆက်ခြင်းမှာငြိမ်းချမ်းမှုမရှိခဲ့ပေအိမ်မက်ထဲတွင်သူသည်တိုင်ထဲအတွင်း၌ပြန်လည်ရောက်ရှိနေသည်သို့သောယခုတစ်ချိန်တွင်သူသည်အနိုင်ရသူမဟုတ်ဘဲအချုံတော်ခံထားရသူဖြစ်နေ၏သူ၏ခြေလက်များကိုခိုင်မာသောတန်ကြိုးများဖြင့်ချီနှောင်ထားပြီးရှေ့တွင်မူမဆောဆန္ဒသည်သူမ၏နတ်သမီးရုပ်သွင်းဖြင့်ရပ်နေသည်ဦးနေဝရှင်ကျမကိုဘာလုပ်ခဲ့လဲဆိုတာရှင်သိရလားရှင်ဟာကျမရဲ့တီလာကိုဖျက်ဆီးခဲ့ုံနဲ့မကောင်းကျမရဲ့ဝိညာဉ်ကိုပါညှဉ်းနှွမ်းအောင်လုပ်ခဲ့တာ
အခုကျမရဲ့ဝမ်းပိုက်ထဲမှာရှင့်ရဲ့အမဲရောင်မျိုးစေ့တစ်ခုကင်းရောက်သွားပြီမသောဆန္ဒသည်သူမ၏ဝမ်းပိုက်ကိုညွှန်ပြသည်သူမ၏ဝမ်းပိုက်သည်ပုံမှန်ထက်ပိုမိုဖောင်းကားနေပြီးအတွင်းမှတစုံတရာကလှုပ်ရှားနေတဲ့ကဲ့သို့ရှိနေသည်ဥရေဝါသည်ထိတ်လန့်သွားသည်ဝင်းကျင်နှင့်လူသားအကြားတွင်တရေတီချင်းဟူသည်မှာဖြစ်နိုင်ခြင်းမရှိဟုသူထင်ထားခဲ့တော်လဲယခုမြင်တွေ့ရသောမြင်ကွင်းကသူ့ကိုတုန်လှုပ်စေသည်မဟုတ်ဘူးဒါငါမဖြစ်နိုင်ဘူးငါလူမင်းရနာနာဘဝဘလို့လုပ်ပြီးဒါရှိရဲ့လောဘနဲ့ຢာကားကနေပေါက်ဖွာလာတဲ့ကမ္မစိတ်တွေပဲဒီကလေးမွေးဖွားလာတဲ့နေ့ဟာရှင့်ရဲ့နောက်ဆုံးနေ့ဖြစ်လိမ့်မယ်မဆောသနာသည်တဟားဟားရင်မောလိုက်သည်သူ၏ရတဲ့မှာဇရာဟောင်းတစ်ခုလုံးကိုလွှမ်းမိုးသွားပြီးဥဒေဝါသည်လန်နိုးလာခဲ့သည်သူနိုးလာသောအခါဇရာပြင်တွင်မိုးလင်းနေပြီဖြစ်တော်လဲကောင်းရံတိုင်းအုံမိုင်းနေစေဖြစ်သည်သူသည်သူ၏ဝမ်းပိုက်ကိုငုံကြည့်လိုက်သည်အိမ်မက်ထဲကအတိုင်းမဟုတ်တော့လဲသူ၏ဝမ်းပိုက်ထက်တွင်လက်သေးရကဲ့သို့အရာများကစလုံးများတစ်ဖွဲပေါ်နေသည်ထိုစလုံးများကိုသူဖတ်ကြည့်လိုက်သောအခါသွေးကြီးဟူသောစလုံးကိုတွေးလိုက်ရသဖြင့်ကြောချမ်းသွားရသည်ဥရေဝါသည်အိန္ဒိယတွင်ဆက်မနေရတော့ပင်သူသည်မြို့ပေါ်သို့ပြန်ရန်ဆုံးဖြတ်လိုက်သည်မြို့ပေါ်တွင်သူ၏ဆရာဖြစ်သူဆရာကြီးအောင်ပါရှိသည်ဆရာကြီးသည်လောကီပညာတွင်သူ့ထက်ပိုမိုနက်နဲတက်ကြွသူဖြစ်သဖြင့်ဤကိစ္စကိုဖြေရှင်းပေးနိုင်လိမ့်မည်ဟုသူမျှော်လင့်မိသည်ဇရာပေါ်မှဆင်းလိုက်သည်နှင့်သူ၏ခြေထောက်အောက်တွင်တကြွကြွအတန်များကြားလိုက်ရသဖြင့်ငုံကြည့်လိုက်သောအခါခွေးသေးကောင်များသောကိုတွေးလိုက်ရသည်ထိုခွေးများမှာမြည်သည့်တန်ရာများမရှိဘဲမျက်လုံးများပြူးထွက်ကတည်ဆုံးနေကြခြင်းဖြစ်သည်၎င်းမှာသူ၏ကိုယ်ခန္ဓာပေါ်မှထွက်ပေါ်လာသောအညိုအတေးဝိညာဉ်ကြောင့်ဖြစ်ကြောင်းသူသိလိုက်သည်သူသည်တောလန်အတိုင်းပြေးလွှားရင်းလမ်းတွင်တွေ့သမျှလူများကိုရှောင်ဝှင်းသွားသည်သူ၏ရုပ်သွင်မှာယခုအခါအယူတကောင်သို့ဖြစ်နေပြီးမျက်လုံးများမှာလည်းအတွင်းသို့ခြိုက်ဝင်နေ၏သူမြို့ထဲသို့ရောက်သွားသောအခါနေဝင်ရီတရောဖြစ်နေပြီဆရာကြီးကောင်ပါ၏အိမ်ရှိသို့ရောက်သောအခါဥဒေဝါသည်တကားကိုအတင်းထူရိုက်လေတော့သည်ဆရာကြီးကျွန်တော်ကဲပါဦးဒီဝါပါဆရာကြီးခဏကြာတွင်တကားပွင့်လာပြီးအသက်90ကျော်အရွယ်အဖိုးတူထွက်လာသည်ဆရာကြီးသည်ဥဒေဝါကိုကြည့်ပြီးမျက်မှောင်ကျုပ်လိုက်သည်ဆရာကြီးမျက်လုံးများတွင်ကြောက်ရွံ့မှုနှင့်ရွံ့ရှာမှုကိုရောရှက်နေသည်ကိုဥဒေဝါမြင်လိုက်ရ၏ဒီဝါမင်းပါရီလောက်ခဲ့တာလေမင်းရနောက်မှာပါလာတဲ့အညှိုးတွေးတွေကဒီရက်ွက်တစ်ခုလုံးကိုတော့လွှမ်းနေပြီမင်းပါလို့တိုက်ဆောင်တယောက်ကိုအီးမြတီဆောင်းကားခဲ့ရတာလေဥဒေဝါသည်ဆရာကြီးခြေထောက်ကိုဖက်ကငိုကြွေးနေလေတော့သည်ကျွန်တော်မှားပါပြီဆရာကြီးရေလောဘသောကြောင့်ကျွန်တော်မိုင်မဲမိခဲ့ပါတယ်ကျွန်တော်ကိုဒီချိန်တန်ကနေလှုပ်ဝေးပါအောင်ဆရာကြီးကောင်ပါသည်တပြည့်တစ်ချက်ချလိုက်ပြီးကောင်းကင်ကိုမော့ကြည့်လိုက်သည်ဒါကတာမန်ချိန်သာမဟုတ်ဘူးဒေဝါဒါကဝိညာဉ်မျိုးသည့်ချိန်သာပဲမင်းလုပ်ခဲ့တဲ့ကံကမင်းစီကိုပြန်လာပြီငါကူညီလို့ရခြင်းမှရလိမ့်မယ်ဒါပေမဲ့တခုတော့ရှိတယ်မင်းတိုင်တန်းကိုပြန်သွားရမယ်မဆောဆန္ဒရဲ့ရှေ့မှာဒူးထောက်ပြီးတောင်းပန်ရမယ်သူမခွန်းလို့မှသာမင်းအသက်ချမ်းသာရလိမ့်မယ်ဥရိဝါသည်ခေါင်းခါလိုက်သည်မဖြစ်နိုင်ဘူးဆရာကြီးကျွန်တော်ပြန်သွားရင် तू ကကျွန်တော်ကိုတတ်မှာပဲတခြားနေလားမရှိတော့ဘူးလားဆရာကြီးသည်တိတ်ဆိတ်သွားပြီးနောက်အိမ်ထဲသို့ဝင်ကအနက်ရောင်တက်တာငယ်တစ်ခုကိုယူလာသည်ရှိတော့ရှိတယ်ဒါပေမဲ့ဒီနီလန်းကမင်းကိုလူအဖြစ်ကနေဆုံးလို့စေလိမ့်မယ်မင်းသဘောတူရဲ့လားဥရိဝါသည်မသင်သားတော့ပဲခေါင်းချင်းပြလိုက်သည်သူ၏စိတ်ထဲတွင်အသက်ရှင်သန်ရေးမှလွယ်၍မြည်သည့်အရာများမရှိတော့ပေသို့တော့သူမသိသေးသည်မှာဆရာကြီးပေးမိနီလန်းသည်မသောသနာ၏လက်သားချင်မှုထက်ပို၍ကြောက်စရာကောင်းနေမည်ဖြစ်ကြောင်းပင်ညတဲ့ချိန်တွင်ဆရာကြီးဦးအောင်ပါ၏အိမ်အတွင်းမှာထူးဆန်းသောဂါရရွတ်တံများနှင့်အတူဥရိဝါ၏နာကျင်သောအဟွေတံများထွက်ပေါ်လာသည်ထိုတံများသည်မြို့ပြ၏တိတ်ဆိတ်မှုကိုဖြိုခွင်းနေပြီးလမ်းမပေါ်တွင်သွားလာနေသောလူများမှလည်းကြောက်လန့်နေကြဖြင့်အိမ်ထဲသို့ပြေးဝင်ပေါအောင်နေကြလေတော့သည်ဆရာကြီးဦးအောင်ပါ၏အိမ်တွင်ခန်းမှာအမြဲရှိမိုးတန်လေတန်တို့နှင့်ဆန့်ကျင်ဘက်ဖြစ်ကာတင်ကြံကုန်းတစ်ခုကဲ့သို့တိတ်ဆိတ်အေးဆက်နေသည်အခန်းအလယ်တွင်ဖျောင်းနိုင်အနက်ရောင်9တိုင်ကိုဝိုင်းဘက်ထွန်းကြည့်ထားပြီးထိုလင်းရောင်မှတုံရီမိန်ပြောနေသဖြင့်နိုင်ဝရှိရိမ်များမှာမိသားကောင်းကြီးများကနေတကယ်သို့ထင်မဲ့ရသည်ဥဒေဝါသည်အင်ကြီးဗလာဖြင့်အခန်းအလယ်တွင်ဒူးထောက်ထိုင်နေရသည်သူ၏ရင်ဘတ်မှာဒဏ်ရာများရခင်ထဲပို့ပြီးမဲနဲ့လာပြီးပုတ်စော်နံသောအရင်များစိမ့်ထွက်နေ၏ဆရာကြီးဦးအောင်ပါသည်ရှေးအောင်ပေမှုများထဲမှကောင်းနှုတ်ထားသောနတ်မောင်သည့်ကျမ်းစာတစ်စောင်ကိုကင်လျက်ဥဒေဝါ၏ရှေ့တွင်ရပ်နေသည်ဒေဝငါခုလုံးမှာအသားချင်းလဲဝင်းကျင်ခွဲတဲ့အစီရင်ပဲမင်းရဲ့လူသားအသွေးသားကိုဒီအင်းကွက်ထဲမှာစရေးရမယ်ဒါမှမသောသနာရဲ့အချိန်သာကမင်းကိုလူလို့မမှတ်မိပဲလွဲချော်သွားမှာဒါပေမဲ့တတိထားဒီအစီရင်လုပ်ပြီးမင်းဟာလူလည်းမဟုတ်နားလည်းမဟုတ်တဲ့ဂျားနေဝင်းကျင်တစ်ခုလိုဖြစ်သွားလိမ့်မယ်နေလင်းရောင်ကိုမင်းခံနိုင်မှာမဟုတ်သလိုလူသားတွေစားတဲ့အစားအစာတွေလည်းမင်းအတွက်အစိတ်ဖြစ်လာလိမ့်မယ်ဥဒေဝါသည်မျက်လုံးများကိုဇုံမိတ်ခါတန်သွားကိုကြစ်ပအောင်ကြိတ်ထားသည်လှုပ်ပါဆရာကြီး
ကျွန်တော်ဘလို့ဘွားမျိုးနဲ့ပဲရှင်းအခုခံစားနေရတဲ့နာကျင်မှုကနေလွတ်မြောက်လာခြင်းပြီအဲ့ဒီတိုက်ဆောင်မရဲ့လက်ထက်ကကျွန်တော်ဝိညာဉ်ကိုအပိုင်းပိုင်းအပြတ်မခံနိုင်ဘူးဆရာကြီးဒီခေါင်းကိုအသာညှိလိုက်ပြီဘေးရှိကျင်းလီမန်းထဲမှာအနေရောင်ဆေးမရည်များကိုယူလိုက်သည်ထို့နောက်ရှေလျားသောစူးကျွန်တစ်ခုပြင်ဥဒေဝါ၏ကြောပြင်တွင်ထူးခြားသောအခရာများကိုစတင်ထိုးနှံလေတော့သည်စူးကျွန်သားတဲ့သူနေဝင်သွားတိုင်းဥဒေဝါ၏ခန္ဓာမှာတိတ်တိမ်လုံးသွားပြီးဘာသာမှသွေးသိမ်းများထွက်ကြလာသည်နမောတတ္တမိစ္ဆဝိညာဏဗဒ္ဒနာဆရာကြီးရုပ်ဖက်တံမှာအခန်းတွင်ဟိမ့်ပြန်ထွက်နေပြီးလေလူထဲမှာလည်းပုံမလေးလံလာသည်ခဏကြာတွင်ဥဒေဝါ၏ကြောပြင်မှာသွေးများမှာအမဲရောင်သို့ပြောင်းလဲလာပြီးအင်းကွက်များမှာလည်းအသက်ဝင်တဲ့ကဲ့သို့လှုပ်ရှားလာကြသည်ထိုအချိန်တွင်အိမ်အပြင်ဘက်မှပြင်းထန်သောလေတိုက်တန်ကြီးနှင့်အတူတကားများကိုတစုံတစ်ဦးကအတင်းဆွဲဖွင့်ရန်ကြိုးစားနေသည့်အတန်များကြားလိုက်ရသည်ဥဒေဝထွက်ခဲစမ်းရှင်းရဲ့အသွေးသားကိုငါတောင်းတယ်မသောသနာဤအတန်မှာလေထဲတွင်လွင့်မြန်လာသည်ထိုအတန်ကြောင့်ဆရာကြီးဦးအောင်ပါ၏မျက်နှာမှာပြတ်သွားတော်လဲအစဉ်ကိုမရက်နဲ့ပဲပုံမပြင်းထန်စွာဆက်လုံနေသည်သူသည်လက်ထဲမှအမဲရောင်မုံများကိုမိဘုံထဲသို့ပစ်ထည့်လိုက်သောအခါဆေးဖက်မှမိကိုများထွက်ပေါ်လာပြီးအခန်းတစ်ခုလုံးဖုံးလွှမ်းသွားသည်ဥဒေဝါသည်သူ၏ခန္ဓာကိုယ်အတွင်းမှဝိညာဉ်သည်အပြင်သို့ဆွဲထုတ်ခံရတဲ့ကဲ့သို့ခံစားနေရသည်သူ၏ပတ်ဝန်းကျင်ရှိမြေခွင်းများသည်ဝေဝါးလာပြီးအမောင်လူကြီးကသူ့ကိုဝါမျိုးသွားလေတော့သည်ပြီးဆုံးသွားပြီးနောက်၃ရက်မြောက်သောညဖြစ်သည်ဥဒေဝါသည်မြို့စွန်းရှိလူသူကင်းမဲ့သောတိုင်ဟောင်းတစ်ခု၏မြေအောက်ခန်းတွင်ပေါအောင်နေရသည်ဆရာကြီးအောင်ပါ၏အစီရင်ကြောင်းသူ၏အသက်ဘေးမှခဏတာလွန်မြောက်ခဲ့တော်လဲသူ၏ရုပ်သွင်မှရခင်ကနေလုံးဝမတူတော့ပြီသူ၏အသားရည်မှမိခွေအောင်တန်းနေပြီးမျက်လုံးများမှာညအခါတွင်ကြောင်မျက်လုံးကဲ့သို့လင်းနဲ့တောက်ပနေသည်သူသည်လူသားလိုစားသောထမင်းဟင်းများကိုစားရင်မရတော့ပဲစိမ့်ထူသောအသားစိမ့်နှင့်သွေးကိုသာစားလောင်မွန်းသိမ့်နေသည်ဤသည်မှာသူပေးလိုက်ရသောရင်းနှီးမှုပင်ဖြစ်သည်သို့သောသူဆိုးအိမ်နေသည်မှာမသောသာနာ၏အညှိုးဖြစ်သည်သူသည်မြို့ထဲတွင်ပုံနေတော်လဲမသောသာနာကသူ့ကိုရှာဖွေနေသည်ဖြစ်ကြောင်းသူသိသည်ထွန်းကြတဲ့မြို့ပေါ်၌ထူးဆန်းသောလူသိမှုများဇက်တိုက်ဖြစ်ပွားနေသည်သေဆုံးသူများမှာအလုံးအမျိုးသားများဖြစ်ကြပြီးသူတို့၏ခန္ဓာကိုယ်များတွင်မူမမဲပြိုတူ၏လက်သေးရများဖြင့်စုပ်ပြတ်နေကနှလုံးသားများကိုထုတ်ယူခြင်းခံထားရသည်သူလိုက်လာပြီးသူမြို့ထဲရောက်နေပြီဥဒေဝါသည်မြေအောက်ခန်းတွင်တုံရင်သာရေရွတ်နေသည်သူသည်နိုင်ရတွင်ကတ်ထားသောမှန်စုပ်တစ်ခုတည်းသို့ကြည့်လိုက်မိသည်မှန်တဲ့တွင်မြင်နေရသောသူ၏ပုံရိပ်မှာသူကိုယ်တိုင်ပင်ကြောက်လန့်တရားကောင်းနေ၏သို့သောထိုထက်ပို၍ထိတ်လန့်တရားကောင်းသည်မှာသူ၏နောက်ကျောဘက်အမောင်ထဲတွင်ရပ်နေသောအမျိုးသမီးတစ်ခု၏ပုံရိပ်ပင်ဖြစ်သည်သူသည်နောက်သို့အမြန်လှည့်ကြည့်လိုက်တော်လဲမိသူများရှိမနေသို့သောမှန်တဲ့တွင်မူမသောသနာသည်သူ့ကိုစူးစိုက်ကြည့်ကပြုံးနေတဲ့ဖြစ်သည်သူမ၏ဝမ်းပိုက်မှာတိတိတသာပုံဖောင်းကားလာပြီးထိုဝမ်းပိုက်ထဲမှကလေးတို့၏ငိုတန်ကဲ့သို့သောအတန်များထွက်ပေါ်လာနေသည်ဥဒီဝရှင်ဘလောက်ပဲပုံနေပါစေရှင်ရဲ့သွေးကငါသားလေးအတွက်အာဟာရဖြစ်ရမယ်ရှင်စီမှာရှိတဲ့တိုက်ချုပ်စိန်ကိုငါပြန်ယူမယ်ဥဒီဝသည်လက်ပြတ်သွားသည်သူတိုင်ထဲမှထွက်ပြေးလာတဲ့ကမြည်သည့်အရာမှမယူခဲ့ဘူးထင်သားတော်လဲယခုသူ၏လက်ဘွားကိုကြည့်လိုက်သောအခါအရေပြအောက်တွင်စိန်တလုံးပုံစံအဖူးအကျိတ်တစ်ခုရှိနေသည်ကိုတွေးလိုက်ရသည်၎င်းမှာသူပလင်တွင်ရွှေကလပ်ကိုကင်လိုက်စဉ်ကသူ၏ခန္ဓာကိုယ်အတွင်းသို့စိတ်ဝင်သွားခဲ့သောတိုက်ချုပ်စိန်ဖြစ်နေ၏ဒါကြောင့်မို့လို့သူငါးတော့ကိုမယံမနာလိုက်နေတာကိုဥဒေဝါသည်ထိုစိန်ကိုသူ၏ခန္ဓာကိုယ်ထဲမှထုတ်ပြရန်ကြိုးစားသည်သူသည်ဓာတ်တောင်းကိုယူကလက်ဘွားကိုလှီးပြတ်လိုက်တော်လဲထူးဆန်းသည့်တရားမှာသွေးမထွက်ပဲအလက်ရောင်မျိုးကိုများထွက်လာခြင်းဖြစ်သည်စိန်မာမှုအသားတဲ့ပုံမနဲ့ဆိုင်စွာတိုးဝင်သွားလေသည်ထိုချိန်တွင်မြေအောက်ခန်း၌တကံမာကြီးမှာအပြင်ဘက်မှပြင်းထန်သောအားတစ်ခုဖြင့်ရိုက်ချိုးခံလိုက်ရသည်တကားပြည့်စည်သွားပြီးနောက်အခန်းထဲသို့ဝင်လာသူမှာမသောဆန္ဒမဟုတ်ပဲလွန်ခဲ့သောရက်အနည်းငယ်ကတည်ဆုံးသွားခဲ့သည့်သူ၏တပည့်ကျော်သာဖြစ်နေသည်သို့သောကျော်သား၏ခန္ဓာကိုယ်မှာပုပ်ပွားနေပြီးမျက်လုံးများမရှိတော့ပြီးသူသည်ဝိညာဉ်အသေးခံတအုပ်အဖြစ်ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်ဆရာကိုသခင်မခေါ်ခိုင်းလိုက်တယ်ကျော်သား၏အတန်မှာလေကြောင်းထဲမှထွက်ပေါ်လာသည့်အရှရအတန်ဖြစ်သည်ဒေဝသည်ကြောင်းမှုကြောင့်နောက်သို့ဆုပ်လိုက်တော့လဲနိုင်ရနှင့်ကတ်သွားလေသည်ကျော်သားမင်းသေးသွားပြီလေကောင်းမနှောက်ရှက်ပါနဲ့ကျွန်တော်တည်ခဲ့ရတာဘသူကြောင့်လဲဆရာကျွန်တော်ကိုပြစ်ထားခဲ့တာလေအခုတော့ကျွန်တော်ရဲ့တခင်မရဲ့လက်အောက်မှာအရန်ပြောဖို့ကောင်းတယ်ဆရာကိုလည်းကျွန်တော်တို့စီလာသေးခြင်းနဲ့ကျော်သာသည်သူ၏ပုပ်ပွားနေသောလက်များဖြင့်ဥဒေဝါကိုလှမ်းဖမ်းလိုက်သည်ဥဒေဝါသည်သူ၏လောကီဓာတ်မြောင်ဖြင့်ကျော်သားကိုထိုးလိုက်တော်လဲကျော်သားမှာနာကျင်မမရပဲတဟားဟာရင်မောနေသည်ဒါတွေကအဖိုးပဲဆရာရဲ့ပညာတွေကတခင်မရှိမှာဘာမှမဟုတ်ဘူးကျော်သာသည်ဥဒေဝါကိုအတင်းဆွဲခွန်ရန်ကြိုးစားနေစဉ်မြေအောက်ခန်း၏အမိုးပေါ်မှတစုံတရာသည်ပြိုကျလာသည်၎င်းမှာမသောဆန္ဒပင်ဖြစ်သည်သူမသည်နတ်သမီးရုပ်သွင်ဖြင့်မဟုတ်ပဲစစ်မှန်သောဝေမာနိကပိဋ္ဌာမ၏အသွင်ဖြင့်ရောက်ရှိလာခြင်းဖြစ်သည်သူမ၏သပင်များမှာမွေများကဲ့သို့လှုပ်ရှားနေပြီးသူမ၏ကိုယ်ပေါ်မှထွက်လာသောအရှိန်အဝါကြောင့်ဥဒေဝမှာအသက်ရှူပင်ကျလာလေသည်ဥဒေဝကစားပွဲကပြီးပြီ
ရှင်းရဲ့ဝိညာဉ်ကိုငါအပိုင်စားရတော့မယ်မသောဆန္ဒသည်သူမ၏လက်ကိုလှမ်းလိုက်သောအခါဥရိဝါ၏ခန္ဓာကိုယ်မှလေထဲသို့မြောက်တက်သွားသည်သူသည်ရုန်းကန်တော့လဲမရပြီထုံခဏတွင်မြေအောင်ခန့်အတွင်းသို့အဖြူအောင်လင်းတဲ့တစ်ခုဖြတ်တန်းဝင်ရောက်လာသည်နေအောင်မသောဆန္ဒသူ့မှာဝကြွေးရှိပေမဲ့မင်းကလူသားတယောက်ကိုဒီလောက်အထိနှိပ်စက်ခွင့်မရှိဘူးအလင်းထဲမှာထွက်ပေါ်လာသူမှာအဖြူအောင်ဝတ်စုံနှင့်အဘိုးတူဖြစ်သည်သူကတိုက်ချုပ်မင်းများ၏ကိုယ်တလဲသို့မဟုတ်တရားဆောင်နှင့်တူဖြစ်ပုံရသည်မသောသနာသည်ထိုသူကိုမြင်ရသောအခါမျက်နှာပြတ်သွားတော့လေလက်သားချေလိုသိက်ကရောပါမသွားပြီသူကျမကိုဘာလုပ်ခဲ့လဲဆိုတာအရှင်သိပါတယ်ကျမရဲ့တိုင်တန်းကိုဖျက်ဆီးပြီးကျမရဲ့ဂုံသိက္ခာကိုနင်းချေခဲ့တဲ့ဒီလူယုံမာကိုကျမမတတ်ဘဲမနေနိုင်ဘူးသူ့ကိုတက်လိုက်ရုံနဲ့မင်းရဲ့ကံကြမ္မာကပြောင်းလဲမှာမဟုတ်ဘူးမင်းရဲ့ဝမ်းမိုက်ထဲကခလေးရောအဲ့ဒီခလေးဟာမိစ္ဆာမျိုးစေပဲမင်းသူ့ကိုမိုးဖားလိုက်ရင်ဒီလောကကြီးတစ်ခုလုံးပျက်စီးသွားလိမ့်မယ်အဖိုးဤစကားကြောင့်ဥဒေဝါရောမသောသနာရောတိတ်ဆိတ်သွားသည်ဥဒေဝါသည်ကြောက်လန့်တကြားဖြင့်မသောသနာ၏ဝမ်းမိုက်ကိုကြည့်လိုက်မိသည်ထိုဝမ်းမိုက်ထဲတွင်ရှိနေသောအရာသည်သူ၏အသွေးသားမှပေါက်ဖွားလာသောအရာဖြစ်တော်လဲယခုအခါ၎င်းမှလောကတစ်ခုလုံးကိုချင်းချောင်းနေသည့်ဘေးရန်ရကြီးဖြစ်နေလေပြီမြောက်ခန်းတွင်ရှိလေထုမှာတင်းမာမှုတို့ဖြင့်ပြည့်နေနေသည်အဖြူအောင်ဝတ်စုံနှင့်အဖိုးဤကိုရောင်ကိုဝါကြောင့်မသောသနာ၏အရှိန်ဝါမှာခိတ္တခဏမိန်ဖြော့သွားတော်လဲသူမ၏မျက်ဝန်းများထဲမှနာကျင်မှုမိတော်များမှာငြိမ့်သော၏မရနိုင်သေးပြီဥရိဝါမမူမြေပြင်ထက်တွင်ဒူးထောက်လျက်အသက်ကိုလူရှုနေရသည်သူ၏ခန္ဓာကိုယ်အတွင်းရှိတိုက်ချုပ်စိမ်မှာတုန်ခါနေပြီ၎င်းနှင့်အတူသူ၏အသွေးသားတို့မှလည်းပွက်ပွက်ဆူနေတဲ့ကဲ့သို့ခံစားနေရသည်အရှင်ဒီလိုမှလောက်ခဲ့တဲ့ကိစ္စအရှင်လည်းသိတာပဲကျမရဲ့တီလာကိုဖျက်ဆီးပြီးကျမရဲ့တိုင်တန်းကိုအတင်းအဓမ္မသိမ့်ပိုက်ဖို့ကြိုးစားခဲ့တာကျမမှာရှိတဲ့ဝေကျူးအရာကျမရဲ့လက်သားချေမှုကိုဘယ်သူမှတားပိုင်ခွင့်မရှိဘူးမသောသနာ၏အတန်မှမြေအောင်ခန့်နိုင်ရများကိုရိုက်ခတ်ကဟိမ့်ထွက်နေသည်အဖြူအောင်ဝတ်အဖိုးကတပြင်းတစ်ချက်ကိုအသာအရာချလိုက်ပြီးရှေ့သို့တလန်းတိုးလိုက်၏မသောဆန္ဒမင်းပြောတာမှန်ပါတယ်ဒါပေမဲ့မင်းရဲ့ဝမ်းမိုက်ထဲကကိန်းအောင်နေတဲ့အရာကိုမင်းသေချာကြည့်တယ်အဲ့ဒါဟာမင်းရဲ့သားသမီးမဟုတ်ဘူးဥဒေဝါရဲ့ရုပ်မာတဲ့ຢာကစိတ်နဲ့မင်းရဲ့အတိုင်းအစာမရှိတဲ့အာဃာတတို့ပေါင်းဆက်ပြီးဖြစ်တည်လာတဲ့မိစ္ဆာတရေပဲဒီတရေဟာလူလောကထဲကိုရောက်လာတာနဲ့တပြိုင်နက်လူသားတွေကိုတည်းမကဘူးပရလောကသားတွေကိုပါဝါမြူသွားမယ်ဘေးသူကြီးဖြစ်လာလိမ့်မယ်မင်းနဲ့အဲ့ဒီမိစ္ဆာရဲ့ပထမဆုံးသားကောင်ဖြစ်သွားလိမ့်မယ်အဘိုးကြီးစကားကြောင့်မသောသနာသည်သူမ၏ဝမ်းပိုက်ကိုငုံကြည့်လိုက်သည်ထိုဝမ်းပိုက်ထဲတွင်တစုံတရာကအပြင်ကိုထွက်ရန်အတင်းရုံးကန်နေတဲ့ကဲ့သို့လှုပ်ရှားနေသည်အသားရည်ပေါ်တွင်အ내ရောင်သွေးကြောများမှာတကိုင်းများတစ်ဖွဲဖြာထွက်နေပြီးကြောင်းဝက်ဖွယ်ရာကောင်းလာသည်ဥဒေဝါသည်ထိုမြင်ကွင်းကိုကြည့်ရင်တုံလို့ခြောက်ခြားသွားသည်သူသည်မိမိကိုမိမိကယ်တင်ရန်အတွက်ဆရာကြီးဥအောင်ပါပေးလိုက်သောနီလန်းကိုတတိရလိုက်သည်ဆရာကြီးကသူ့ကိုဂျားနေဝင်းကြီးအဖြစ်ပြောင်းလဲပေးခဲ့တော်လဲ၎င်းမှာယာယီသာဖြစ်ကြောင်းအစစ်အမှန်လွတ်မြောက်လိုပါကမူလတိုင်တန်းကိုပြန်သွားကအမားကိုပြင်ဆင်ရမည်ဖြစ်ကြောင်းပြောခဲ့သည်အရှင်ကျွန်တော်ဘာလုပ်ရမလဲကျွန်တော်ကြောင့်ဖြစ်ရတဲ့ဒီဘေးဆိုးကိုကျွန်တော်ဘယ်လိုတားဆီးရမလဲဥဒေဝါကအဘိုးကိုတောင်းပန်တိုးရှိုးလိုက်သည်အဘိုးကဥဒေဝါကိုစူးစိုက်ကြည့်ကပြောလိုက်၏ဒေဝမင်းမရှိတဲ့တိုက်ချုပ်စိန်ဟာဒီမိစ္ဆာတရေကိုတတ်နိုင်တဲ့တခုတည်းသောလက်နက်ပဲဒါပေမဲ့အဲ့ဒီစိန်ကိုမင်းရဲ့အသွေးသားတွေကနေပြန်ထုတ်ဖို့ဆိုရင်မင်းရဲ့အသက်ကိုသတိရလိမ့်မယ်မင်းအသက်ရှင်ခြင်းလို့ဒီလောက်ထိရုန်းကန်ခဲ့တာမဟုတ်လားအခုမင်းရဲ့အသက်နဲ့လောကကြီးကိုလဲနိုင်မလားဝိရိဝါဒီတိတ်ဆိတ်သွားသည်သူသည်တေခြင်းတရားကိုအလွန်ကြောက်ရွံ့သူဖြစ်သည်သို့သောယခုသူရင်ဆိုင်နေရသောအခြေအနေမှာတေခြင်းတဲ့ပိုရည်ဆိုးဝါးနေသည်သူအသက်ရှင်နေပါစေအောင်တော့သူသည်လူလည်းမဟုတ်တရားလည်းမဟုတ်သောတရားဝါအဖြစ်နေဝင်ခြင်းတဲ့သူကိုတောင်းတနေရမည်ဖြစ်သည်ကျွန်တော်သဘောတူပါတယ်ဒါပေမဲ့မသောသနာကိုတော့ကျွန်တော်ကိုခွင့်လို့ဖို့တောင်းဆိုခြင်းပါတယ်မသောသနာသည်ဥဒေဝါ၏စကားကြောင့်ခေတ္တတုံဆိုင်သွားသည်သူမ၏မျက်ဝန်းများထဲမှဒေါသမိတော်များမှာအနှဲငယ်လျော်ပါသွားတော်လဲနာကျင်မှုရိပ်အောင်များမှာကြံရှိနေတဲ့ဖြစ်သည်ဥဒေဝမသောသနာနှင့်အဖြူအောင်ဝတ်အဖိုးတို့သည်တိုင်တန်းတရှိရာပုပ္ပတောင်ကြီးရှိဇေဒီအောင်စီတို့ပြန်လည်ရောက်ရှိလာကြသည်ယနေ့ညမှာလာပင်ညဖြစ်သည်ဖြင့်လာမင်းကြီးမှာထိန်ထိန်သာနေတော်လဲဇေဒီအောင်ဝင်းကျင်မှာမူထူးဆန်းသောအမောင်တို့တစ်ခုကလွှမ်းမိုးထားသည်ဖြစ်သည်ဇေဒီအောင်ဝင်းကျင်မှာမူထူးဆန်းသောအမောင်တို့တစ်ခုကလွှမ်းမိုးထားသည်ဖြစ်သည်အချိန်သိမရှိတော့ဘူးဒေဝလာမင်းတက်တဲ့ရောက်လာတဲ့မသောသနာရဲ့ဝမ်းမိုက်ထက်ကမိစ္ဆာကပေါက်ပွားလာတော့မယ်အဘိုးကတတိပေးလိုက်သည်ဥဒေဝါသည်ဇေဒီအတွင်းရှိအင်းကွက်ဟောင်း၏အလယ်တွင်ပြန်လည်ထိုင်လိုက်သည်သူ၏လက်ဘွားအတွင်းမှတိုက်ချုပ်စိမ်မှာယခုခါအရေပြားကိုဖောက်ထွက်လူမတက်ပူလောင်လာသည်မသောသနာသည်ဥဒေဝါ၏ရှေ့တွင်လဲလျောင်းနေရသည်သူမ၏မျက်နှာမှာဖြူဖြောနေပြီးအသက်ရှူသံများမှလည်းတိုးတောင်းလာသည်သူမ၏ဝမ်းမိုက်ထက်မှထပ်ပေါ်လာသောအတန်မှာ
ယခုအခါခလင်းငုံတန်မဟုတ်တော့ပဲတောကောင်ကြီးတကောင်ကြီးဟိရောက်တန်တကယ်သူဖြစ်နေသည်ဥရိဝရှင်ကျမကိုတကယ်ပဲကဲတင်ပါလားမသောသနာသည်တွင်းချင်းသောအတန်ဖြင့်မေးလိုက်သည်ဥရိဝကသူမ၏လက်ကိုအသာရာဆုပ်ကိုင်လိုက်သည်ထိုလက်မှာအိတ်စိတ်နေတော့လဲဥရိဝ၏ရင်ထဲတွင်မူရခင်ကမခံစားဘူးသောဂယုဏအသိတို့ထွက်ပေါ်လာသည်ကျွန်တော်မှားခဲ့တာတွေအတွက်တောင်းပန်ပါတယ်ကျွန်တော်တို့နေရာလုံးရဲ့ဝေကျွေးကိုဒီညမှာပဲအဆုံးသတ်ကြစို့ဥရိဝသည်သူ၏ညာဘက်လက်ဖွားကိုဘယ်ဘက်လက်ဖြင့်ကြစ်ကြစ်ပအောင်ဆုပ်ကိုင်လိုက်သည်ထို့နောက်သူတက်မြောက်ထားသောလောကီပညာ၏နောက်ဆုံးအစွမ်းကိုအသုံးချကာတိုက်ချုပ်စိန်ကိုအပြင်ထုတ်ရန်ကြိုးစားလေတော့သည်အုံတိုက်ချုပ်မဟိန်ဤစိတ်တာပေါက်ကွဲစီတည်းဥရိဝါ၏အော်ဟစ်တန်နှင့်အတူသူ၏လက်ဖွားမှတောက်ပါသောအလင်းတန်းကြီးတစ်ခုထွက်ပေါ်လာသည်တိုက်ချုပ်စိန်သည်သူ၏အသားထဲမှယုံထွက်ကလေထဲတွင်ပြန်ဝဲနေ၏ထိုစိန်မှထွက်ပေါ်လာသောအလင်းရောင်သည်မသောသနာ၏ဝမ်းဘက်ကိုဓာတ်ရိုက်ထိမှန်သွားသည်မသောသနာသည်နာကျင်မှုကြောင့်ကွညွတ်သွားသည်သူမ၏ဝမ်းဘက်အတွင်းမှအနှဲ့ရောင်မြူကုန်းများထွက်ပေါ်လာပြီးထိုမြူကုန်းများထဲတွင်ကြောက်မက်ဖွယ်ကောင်းသောမိစ္ဆာပုံရိပ်တစ်ခုကိုတွေ့လိုက်ရတယ်ထိုမိစ္ဆာသည်တိုက်ချုပ်စိန်၏အလင်းရောင်အောက်တွင်တဖြည်းဖြည်းပျောက်ကွယ်သွားသည်သို့သောထိုအစီရင်ကိုပြုလုပ်ရန်အတွက်ဥဒေဝသည်သူ၏ဝိညာဉ်ခွန်အားအလုံးကိုအသုံးချလိုက်ရသဖြင့်သူ၏ခန္ဓာကိုယ်မှာလည်းဖြည်းဖြည်းချင်းလွင့်မြေလာသည်ဒေဝမင်းရဲ့အလုပ်ပြီးပြီမင်းရဲ့ဝေကျွေးတွေလည်းပြေပြောက်သွားပြီအဘိုးကပြောလိုက်သည်ဥဒေဝသည်မသောသနာကိုနောက်ဆုံးအချိန်လှမ်းကြည့်လိုက်သည်မသောသနာ၏ဝမ်းပိုက်မှာပြန်လည်ချက်ရက်သွားပြီးသူမ၏မျက်နှာတွင်လည်းတည်ငြိမ်လာသောအလားတရားကိုပြန်လည်ထင်ရလာသည်ကျေးဇူးတင်ပါတယ်ဥဒေဝမသောသနာ၏စကားကိုနောက်ဆုံးကြားလိုက်ရပြီးနောက်ဥဒေဝ၏ပုံရိပ်သည်လေထဲတွင်လွင့်တင်ပြောက်ွယ်သွားလေတော့သည်သူသည်တည်ဆုံးသွားခြင်းမဟုတ်ပဲဝိညာဉ်လောက၏တနေရာတွင်သူပြုခဲ့သောကံအတိုင်းဆက်လက်ခံစားရမည်ဖြစ်တော်လဲမေတ္တာမျိုးစေ့ကိုတားဆီးနိုင်ခဲ့ခြင်းကြောင့်သူ၏နောက်ဘဝမှာမူအလင်းရောင်ပြန်လည်ရရှိနိုင်မည်ဖြစ်သည်ဇေရီယောတစ်ခုအတွင်းမသောသနာတစ်ယောက်တည်းကြံရစ်ခဲ့သည်သူသည်တိုင်တန်းကိုဆက်လက်စောင့်ကြရအောင်မည်ဖြစ်တော်လဲရင်ခါကဲ့သို့အာဃာတစိတ်များရှိတော်မည်မဟုတ်ပေသူမသည်ကောင်းကင်ယံမှလာမင်းကြီးကိုမောကြည့်ရင်တစုံတစ်ဦးကိုလွမ်းဆုံးနေတဲ့ကဲ့သို့တိတ်ဆိတ်စွာရပ်နေလေတော့သည်သို့တော်လည်းဤဒီမှာဇလန်၏အဆုံးသတ်မဟုတ်သေးပေတိုင်တန်း၏နေဆိုင်သောနေရာတွင်အခြားသောလှုပ်ဝက်ချက်များစွာကြံရှိနေသေးသလိုဥရိဝါ၏တပည့်ကျော်စွာ၏ဝိညာဉ်သည်လည်းမိသည့်နေရာသို့ရောက်ရှိသွားသည်ကိုမိသူများမသိရှိကြသေးပေဇေရီယောတရှိရာပုပ္ပတောင်ကြီးတစ်ဝိုက်တွင်မိုးတိမ်များလွင့်ဆင်သွားတော်လဲကျန်ခဲ့သောအငွေ့သက်များမှမူပုံမွေးလေးလံထိုင်းပိုင်းနေသည်ဖြစ်သည်ဥထေဝါ၏ဝိညာဉ်ပုံရိပ်လွင့်မြေသွားပြီးနောက်မသောသနာသည်ဇေရီအိုယိုးကိုမီလီရဲ့ငြိမ်သက်နေ၏သူမ၏မျက်ဝန်းများတွင်ရခင်ကဲ့သို့သွေးအောင်လွှမ်းသောဒေါသများမရှိတော့တော်လဲနှစ်ပေါင်းအကြည့်ဆောင်ကြလာခဲ့သောတိုင်တန်း၏ပျက်စီးယိုယွင်းမှုနှင့်မိမိကိုယ်တိုင်ကြုံခဲ့ရသောအရှက်တရားတို့ကြောင့်စိတ်နှလုံးမှာကြေကွက်လျက်ရှိသည်သို့သောဤဖြစ်ရသည်ဤများနှင့်ပြီးဆုံးသွားခြင်းမဟုတ်ကြောင်းသူမကကောင်းကောင်းသိသည်ဥရိဝါ၏ခန္ဓာမှထွက်ပေါ်လာသောတိုက်ချုပ်သိရင်လင်းတန်းသည့်မိစ္ဆာမျိုးစေ့ကိုဖျက်ဆီးနိုင်ခဲ့တော်လဲထိုသိရင်စွမ်းရင်အချင်းဉာဏ်များမှာလေတူတဲ့သို့ပြန့်နှံ့သွားခဲ့ပြီးဖြစ်သည်ထိုစွမ်းရင်ကိုအာယုံခံနိုင်သောအခြားလောကီဆရာများနှင့်အမောင်လောကသားများမှာပုပ္ပတောင်ချီသည်တသတသနှင့်ဆူယုံလာကြတော်မူဇေရီရဲ့နောက်ဘက်မှအမောင်ရိပ်ထဲမှထူးဆန်းသောအတန်တစ်ခုထွက်ပေါ်လာလေသည်မသောသနာသည်အတန်လာသို့စူးစိုက်ကြည့်လိုက်၏ထိုနေရာတွင်ပုပ်ဝနေသောအဝတ်စားများနှင့်အတူမျက်နှာတစ်ခုလုံးအရေပြားများလန်ကျနေသည့်ဝိညာဉ်တစ်ခုရပ်နေသည်၎င်းမှာအခြားသူမဟုတ်ဥရိဝါ၏တရေချင်းကိုခံခဲ့ရသောတပည့်ကျော်သားပင်ဖြစ်သည်ကျော်သား၏ဝိညာဉ်မှာရခင်ကဲ့သို့မသောသနာ၏အမိန့်ကိုနာဂံမြီဝိညာဉ်အစေခံအဆင့်တွင်မရှိတော့ပြီသူ၏မျက်ဝန်းများမှာအဝါရောင်တောက်နေပြီးပါးစပ်မှာလည်းအမြုပ်တစီစီထွက်နေ၏သခင်မကျွန်တော်ဗိုက်စားတယ်ကျွန်တော်သွေးလူခြင်းတယ်ကျော်သား၏တန်မှာလူတန်နဲ့မတူပဲတိတ်တန်ကောင်၏ဟိရောက်တန်နှင့်ပိုတူနေသည်သူသည်မသောသနာကိုရံပြူရန်အာယူနေပုံရ၏မသောသနာသည်တပြင်းတစ်ချက်ကိုခပ်ပြင်းပြင်းချလိုက်သည်ကျော်သားမင်းရဲ့ဆရာမင်းကိုစွန့်ပစ်ခဲ့တယ်လို့မင်းရဲ့ဝိညာဉ်ကလည်းအခုတော့မိစ္ဆာဘက်ကိုကူးပြောင်းနေပြီငါနာကိုမလာနဲ့မင်းရဲ့ဝေကျွေးတွေကိုငါမကင်နိုင်တော့ဘူးသို့တော့ကျော်သားသည်နားမထောင်ပဲမသောသနာသည်ကိုအဟုန်ပြည့်ပြေးဝင်လာသည်ထိုအချိန်တွင်ဇေဒီအပြင်ဘက်တုံးအတွင်းမှလေချုံတန်တစ်ချက်ထွက်ပေါ်လာပြီးဝလုံးကရှိသောလောကီအင်းုပ်တစ်ချောင်းသည်လေထဲမှပြန်ဝဲလာကကျော်သား၏ရင်ဘက်ကိုတက်တဲ့ဆိုင်ဝင်သွားလေသည်ကျော်သား၏ဝိညာဉ်မှာမီးလောင်ကျွမ်းတဲ့ကဲ့သို့အဟိုးဝင်များထွက်ပေါ်လာပြီးနောက်သို့လွင့်ဆင်သွားသည်ဇေဒီဝင်ပေါက်မှနေ၍လူရိပ်တရိပ်လှမ်းဝင်လာ၏ထိုသူကအသက်40ကျော်ခန့်ခန္ဓာကိုယ်တောင်နှင့်ခိုင်မာပြီးမျက်နှာတွင်ဓာတ်ရန်တစ်ခုပါသောဆရာခက်ဖြစ်သည်ဆရာခက်သည်ဥရဝါကဲ့သို့သောလောဘသောကြည့်သူမဟုတ်တော့လဲသူ၏နီလန်းများမှာအလုံးပင်ပြတ်သားရက်ဆက်လာသည်သူသည်လောကီပညာရာများကိုအသုံးချ၍တန်တဲ့များကိုလိုက်နိုင်နေကဇန္နနာများကိုရှာဖွေနေသူတို့ဖြစ်သည်မသောသနာမင်းကတော့တကယ်ကိုတနာတရားကောင်းတဲ့တိုက်ဆောင်ပါလေးပဲ
ဆရာခက်ကလောင်ပြုံးပြုံးရင်ပြောလိုက်တယ်သူ၏လက်ထက်တွင်အနက်ရောင်ပရိတကုန်းကိုင်ထားပြီးထိုပရိသတ်တစ်ခုချင်းစီတွင်လူဦးကောင်းငုံငယ်လေးများကိုထွန်းထူထားသည်မှာကြောက်မက်ဖွယ်ကောင်းလာသည်နင်းကဘာတူလဲငါတိုက်ကိုဘာကိစ္စနဲ့ကျူးကျော်ဝင်ရောက်လာတာလဲမသောသနာသည်အားရင်ကုန်ခန်းနေတော့လဲသူမ၏မန်ကိုရှော့မပေးပဲမေးလိုက်သည်ငါကဆရာခက်ပါဥဒီဝါကိုလူပြင်းလူအားကလှုပ်သွားတဲ့ကိစ္စကိုငါအကုန်သိတယ်သူကတော့သူ့အသက်ကိုစရေးပြီးမိစ္ဆာမျိုးသေးကိုတတ်သွားနိုင်တယ်လို့ထင်နေတာဒါပေမဲ့ तू မသိတာကအဲ့ဒီမိစ္ဆာမျိုးသေးရဲ့အကျွင်းအကြံတွေကအခုမင်းရဲ့ဝိညာဉ်မှာကိန်းအောင်နေပြီဆိုတာပဲမသောသနာသည်ထိတ်လန့်သွားပြီးသူမရဲ့ရင်ဘတ်ကိုလက်ဖြင့်ဖိလိုက်သည်ဆရာခက်ပြောသည်မှာမှန်ပေသည်သူမ၏ခန္ဓာကိုယ်အတွင်းတွင်ရငယ်ကမရှိဘူးသောအေးစိမ့်သည့်အငွေ့သက်တစ်ခုကဖြည်းဖြည်းချင်းစိမ့်ဝင်နေသည်ဒါကြောင့်ငါမင်းကိုကူညီဖို့လာတာမင်းရဲ့ဝိညာဉ်တွေကအဲ့ဒီအမဲရောင်ဆွမ်းရည်တွေကိုငါထုတ်ပေးမယ်အဲ့ဒီအစားမင်းဒီမှာရှိတဲ့တိုင်တန်းရဲ့မြေပုံကိုငါ့ကိုပေးရမယ်မဖြစ်နိုင်ဘူးငါသိရင်သိပါသည်ဘိုးဘပိုင်နဲ့တိုင်တန်းကိုနေ့လိုလူယုံမှလက်ထဲအံ့မှာမဟုတ်ဘူးဆရာခက်ကတာဟာရင်မောလိုက်သည်အေးလေမင်းကတော့အမြဲတမ်းဒီလိုပဲပြောမှာပါဒါပေမဲ့မင်းမသိသေးတာကမင်းရဲ့အချိန်တွေကုန်ဆုံးနေပြီဆိုတာပဲအခုချိန်မှာပုပ်ပါတောင်ကြီးရွာသားတွေရာထူးဆန်းတဲ့ယောဂနဲ့တည်ဆုံးနေကြပြီအဲ့ဒါဘသူကြောင့်လဲလို့မင်းထင်တယ်လေမင်းကြောင့်ပဲမဆောသနာမင်းရဲ့ခန္ဓာကိုယ်ကထွက်နေတဲ့အစိမ့်ငွေတွေကသူတို့ကိုတတ်နေတာမသောသနာသည်ဗဒအဟောင်းသားဖြစ်သွားသည်သူမသည်လူသားများကိုဘယ်သောအခါမှဒုက္ခမပေးခဲ့ဘူးပေတိုက်ဆောင်တို့အနေဖြင့်သူမ၏တာဝန်မှာယရနာများကိုစောင့်ရှောက်ရတာဖြစ်သည်သို့သောဥဒေဝါ၏စော်ကားမှုနှင့်မိသားမျိုးစေ့၏တက်ရောက်မှုကြောင့်သူမသည်ယခုအခါဘေးသို့ကြီးတစ်ခုအဖြစ်ပြောင်းလဲနေသည်ဘဝတော်နှင့်မလမကန်တွင်တရှိနေသောညောင်မေသားရွာလေးမှာယခုရပိုင်းအတွင်းအလုံးမင်းတိတ်ဆိတ်ခြောက်ချားနေသည်ရွာသားများသည်နေမဝင်မီကပင်အင်တကားများကိုကြက်ကြက်ပိတ်ခါအပြင်သို့မထွက်ရဲကြပြီအကြောင်းမှာလွန်ခဲ့သော3ရက်မှစ၍ရွာထဲတွင်ထူးဆန်းသောဒေဆုံးမှုများတက်တိုက်ဖြစ်ပွားနေခြင်းကြောင့်ဖြစ်သည်ဒေဆုံးသူများမှာကျမ်းမာရေးတန်ဆွမ်းနေသောလူရယ်များဖြစ်ကြပြီးသူတို့ဒေဆုံးနေပုံမှာအလုံးမင်းထိတ်လန့်ပွဲကောင်းလာသည်ခန္ဓာကိုယ်တစ်ခုလုံးတွင်သွေးတစ်သက်များမကြံတော့ပဲ6ကပ်နေကမျက်လုံးများမှာမူတသုံးတရားကိုကြောက်လန့်တကြကြည့်နေသည့်အတိုင်းပြုထွက်နေကြသည်ဟဲ့ဖို့တော့မင်းအိမ်ပြင်မထွက်နဲ့တော့ကြားလားအသက်60ရွယ်ကျော်ဒေါ်လာမေကသူ၏မြေပြည့်သူကိုတားမြစ်နေသည်သူမ၏အတန်မှာတုံဤနေ၏ညမသားရသားများသည်ရှေ့ရခင်ကလေးကတိုင်တန်းနှင့်ပတ်သက်သောကောလာဟာလာများကိုကြားပူးကြတော်လဲယခုကဲ့သို့လက်တွေကြကြဘေးရနေကြုံတွေ့ရလိမ့်မည်မထင်ထားကြပေအဖွာဆရာခက်ရောက်နေတယ်ဆိုသူကဒီကိစ္စဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလားလူငယ်လေးဖိုးတော့ကမေးလိုက်လေသည်ဆရာခက်ဆိုတာကလည်းတိုက်တူးတဲ့လူပဲသူကလည်းငါတို့ရွာကိုကဲမှာမဟုတ်ဘူးလေသူလိုချင်တာရရင်ငါတို့ကိုပြေးထားခဲ့မှာအခုဖြစ်နေတာကအတိုင်တန်းကစောင်းတဲ့မသောသနာစိတ်ဆိုးနေတာလို့ပြောနေကြတာပဲဒေါ်လာမေပြောနေတယ်မှာပင်အပြင်ဘက်မှခွေးဥတန်ရှည်ကြီးတစ်ချက်ထွက်ပေါ်လာလေသည်ထိုအတန်မှာတာမန်ခွေးဥတန်မျိုးမဟုတ်ပဲဝင်းကျင်တစ်ခုကနာကျင်သောအဟွင်းနေတဲ့ကဲ့သို့ခံစားနေရသည်ခဏကြာတွင်ဒေါ်လာမေတို့အိမ်ရှိညောင်မင်းကြီးအောက်မှလူရိပ်တစ်ခုဖြတ်တန်းသွားသည်ကိုတွေးလိုက်ရသည်ထိုပုံရိပ်မှာသပင်ဖားလျားနှင့်မိမမျိုးတို့ဖြစ်သည်သူမသည်လမ်းလျှောက်နေသည်ဟုမထင်ရပဲမြေပြင်ထက်တွင်လွင့်ပြန်နေတဲ့ကဲ့သို့ရှိနေသည်သူမဖြတ်တန်းသွားသောနေရာတိုင်းတွင်တက်ပင်တကိုင်းများမှာ6တွေ့သွားပြီးမြေပြင်ပေါ်ရှိပိုးမွားများလည်းချက်ချင်းပင်တည်ဆုံးကုန်ကြသည်၎င်းမှာမသောဌာနပင်ဖြစ်သည်သူမသည်ဆရာခိုက်လက်ထက်မှလွတ်မြောက်အောင်ထွက်ပြေးလာခြင်းဖြစ်တော်လဲသူမ၏ခန္ဓာကိုယ်အတွင်းမှမိစ္ဆာအစိမ့်ငွေများကိုမူထိန်းချုပ်မှုမရနိုင်တော့ပြီသူမသွားလိရရတွင်တင်းချင်းတရားကလိုက်ပါလာနေလေပြီငါဘာဖြစ်နေတာလဲမသောဌာနသည်ရွာသားရှိရေကန်သားတွင်ရပ်လိုက်ပြီးရေပြင်ထဲသို့ငုံကြည့်လိုက်သည်ရေပြင်တွင်ပေါ်လာသောသူမ၏ပုံရိပ်မှာရခင်ကဲ့သို့လှပသောနာသမီးတူမဟုတ်တော့ပြီမျက်နှာတွင်အမဲရောင်ဆင်းချောင်းများကရှက်ပြနေပြီးမျက်လုံးများမှာလည်းအနီရောင်သွေးရည်များဖြင့်ပြည့်နေလေသည်ဥရိဝရှင်ကျမကိုဘာလုပ်ခဲ့တာလဲရှင်ရဲ့ယုံမှမှုကကျမကိုမိစ္ဆာတကောင်ဖြစ်အောင်လုပ်လိုက်တာလားမသောသနာသည်ရေကန်သက်တွင်ဒုထောက်ကငိုကြွေးလိုက်သည်သူမ၏မျက်ရည်များရေကန်ထဲသို့ကျသွားသောအခါကန်တွင်ငါးများမှာချက်ချင်းပင်ဗိုက်လံကတည်ဆုံးကြလေသည်ထိုအချိန်တွင်ကန်နာခြုံပုံများကြားမှလူတို့သူထွက်လာကြသည်သူတို့ကဆရာခက်နှင့်သူ၏တပည့်များဖြစ်ကြသည်ဆရာခက်၏လက်ထက်တွင်အနက်ရောက်ပိုက်ကွန်တစ်ခုကင်ထားပြီးထိုပိုက်ကွန်မှာလောကီအစီအများဖြင့်ပြုလုပ်ထားသောဝိညာဉ်ဖမ်းပိုက်ဖြစ်သည်မသောဆန္ဒမင်းဘလောက်ပဲပြေးမလို့ပါဘူးမင်းကအခုတော့လူသားသမားတစ်ယောက်ဖြစ်နေပြီမင်းကိုတတ်လိုက်မှသာဒီရွာသားတွေအေးချမ်းမှာဆရာခက်ကပြောလိုက်ရင်သူ၏တပည့်များကိုအချက်ပေးလိုက်သည်တပည့်များကမသောသနာကိုဝိုင်းရံထားလိုက်ကြပြီလက်ထဲမှာအစီရင်တုံများကိုအသိမြင်ထားကြ၏ငါလူတွေကိုမတတ်ချင်ဘူးငါကိုလွတ်ပေးပါမ
သောသနာကတောင်းပန်တော်လဲဆရာခက်ကဂယုမဆသူဒီပိုက်ကွန်ကိုမသောသနာသည်ကိုပြစ်လို့လိုက်သည်ပိုက်ကွန်သည်လေထဲတွင်ကြီးထွားလာပြီးမသောသနာ၏ခန္ဓာကိုယ်ကိုရစ်ပတ်လိုက်လေတော့သည်အာမသောသနာသည်ဝိညာဉ်ခန္ဓာကိုယ်မှာပိုက်ကွန်နှင့်ထိတွေ့သွားသည်နှင့်တပြိုင်နက်မိလောင်တကဲ့သို့နာကျင်လာသည်သူမသည်ရုံးကန်တော်လဲပိုက်ကွန်မှာပုံမတင်းကြလာ၏ထိုချိန်တွင်ထူးဆန်းသောအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့သည်မသောသနာ၏ဝမ်းပိုက်အတွင်းမှာပြင်းထန်သောအဘဲရောင်လေးနှံတစ်ခုပေါက်ကွဲထွက်လာပြီးဆရာခက်၏ဝိညာဉ်ဖမ်းပိုက်ကိုအပိုင်းပိုင်းပြတ်တောက်သွားသည်ဆရာခက်နှင့်သူ၏တပည့်များမှာထိုအချိန်ကြောင့်လောက်သို့လွတ်သင်သွားကြ၏အမောင်တို့အတွင်းမှာမသောသနာ၏အတန်မဟုတ်သောပုံမလေးလံပြီးကြောင်းမက်ပွဲကောင်းသောမျိုးသားတို့၏အတန်ထွက်ပေါ်လာသည်ငါအမေကိုဘယ်သူမှအထိခွင့်မရှိဘူးထိုအတန်သည်မသောသနာ၏ဗဇက်မှထွက်လာခြင်းဖြစ်တော်လဲသူမ၏အတန်မဟုတ်ပေဆရာခက်သည်မြေပြင်မှာလူးလဲထားရင်မျက်လုံးများပြူးသွားသည်ဒါမိစ္ဆာတရေပဲဥဒ္ဓဝါတက်လိုက်နိုင်ပြီးထင်ထားတာမတည်ခဲ့ဘူးလားမသောသနာ၏ခန္ဓာကိုယ်သည်လေထဲသို့မြောက်လက်သွားပြီးသူမ၏လက်သက်များမှာဓာကဲ့သို့ရှည်ရွက်လာသည်သူမသည်ဆရာခက်သည်သို့တဟုန်တို့ပြေးဝင်လာလေတော့သည်ဇလန်းသည်ပုံမရှုပ်ထွေးကကြောင်းမက်ဖွယ်ကောင်းသောအခြေအနေသို့ဆက်ရောက်လာသည်မသောသနာ၏ခန္ဓာကိုယ်ကိုမိစ္ဆာဝိညာဉ်ကစတင်သုံးမိုးနေပြီလားဆရာခက်သည်ရောဤဘေးမှာလွတ်မြောက်နိုင်ပြီပါလားအပိုင်းဆိုင်လေးကိုစောင့်မျှော်အားပေးကြပါဦးခင်ဗျာစောင့်ထိနားသင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပါသေးရင် subscribe လေးလုပ်ပေးဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ